ကျွန်တော်ဟာတမိုင်းတစ်လျှောက်မှာအသုံးမဝင်ဆုံးဖြစ်တဲ့ F အဆင့်စွမ်းရည်တစ်ခုကိုနိုးထားခွင့်ရခဲ့ပါတယ်။အဲ့ဒါကတော့ refresh ပြန်လည်စမ်းသစ်ခြင်းပါပဲ။ကျွန်တော်ရဲ့1မီတာပတ်လည်မှာရှိတဲ့တက်မဲ့ဝတ္ထုတွေကိုမူလအခြေအနေတိုင်းပြန်ဖြစ်သွားအောင်လုပ်ပေးနိုင်တဲ့စွမ်းရည်ပေါ့။ဒါပေမဲ့လက်တွေ့မှာတော့စာအုပ်တစ်အုပ်ကို refresh လုပ်လဲစာအုပ်ကစာအုပ်တိုင်းပဲမျက်နှာတုပ်ပို့ဝတစ်ထဲကို refresh လုပ်လဲပို့ဝကပို့ဝအတိုင်းပါပဲ။ဇွန်ဘီကပ်ပေးကြီးဖြစ်ပွားပြီး3လအကြာမှာတော့ကျွန်တော်ရေးစားဟာနောက်ဆုံးကြံတဲ့မုံ6ထုတ်တစ်ဝက်ကိုဆွဲယူပြီးနောက်ထပ်ယောက်ျားတစ်ယောက်ရဲ့ကားပေါ်ကိုလှည့်မကြည့်တန်းတက်သွားခဲ့ပါတယ်။ကားပေါ်မတက်ခင်ကျွန်တော်ခြေရင်းကိုခောက်ဆွဲ6ခွက်အလွတ်တစ်ခုလွှင့်ပစ်ခဲ့သေးတယ်။လမ်းဘေးကလေးလွင့်ခွေးတစ်ကောင်လိုပေါ့ကျမကိုအပြစ်မတင်ပါနဲ့မောင်ရဲ့မောက်စွမ်းရည်ကအသုံးမဝင်လုံးလို့မောက်နားမှာဆက်နေရင်ကျမငတ်တည်လိမ့်မယ်။ဒီလိုနဲ့ကျွန်တော်ဟာစိတ်ပြအားငယ်စွာနဲ့အဲ့ဒီခောက်ဆွဲခွက်အလွတ်လေးကိုစိုက်ကြည့်နေမိတယ်။အဲ့ဒီအချိန်မှာပဲအယိုးမှုစိတ်ကူးတစ်ခုခေါင်းထဲဖြတ်ခနဲဝင်လာခဲ့တယ်။ refresh ချက်ချင်းဆိုသလိုပဲအမဲသားစုပ်ပြုတ်ရဲ့မှုကြိုင်လာတဲ့အနံ့ကလေလူထဲမှာပြန့်လွင့်သွားခဲ့တဲ့စုပ်ပြဲနေတဲ့ထုတ်ပိုးမှုအောက်မှာတော့အစီအီရှိနေတဲ့ခောက်ဆွဲတုံးနဲ့ဟင်းခတ်အမွှေးကြိုင်တုံးထုတ်ရှိနေတာကိုတွေ့လိုက်ရတယ်ကျွန်တော်ချက်တည်သွားခဲ့မိတယ်။အော်ကျွန်တော်စွမ်းရည်ကအသုံးမဝင်တာမဟုတ်ပါလားကျွန်တော်တို့အားလုံးအထင်လွဲနေခဲ့ကြတာပဲမူလအခြေအနေကိုပြန်စတင်ခြင်းဆိုတာလွန်ခဲ့တဲ့တစ်စက္ကန့်ကအခြေအနေကိုပြောတာမဟုတ်ပဲစက်ယုံကနေအသစ်ဆက်ဆက်ထွက်လာတဲ့အခြေအနေကိုပြောတာပဲဒီခောက်ဆွဲခွက်အလို့ရဲ့မူလအခြေအနေကဖောက်တော်မဖောက်ရသေးတဲ့အသစ်ဆက်ဆက်ခောက်ဆွဲ6တစ်ခွက်ပေါ့ကျွန်တော်နှလုံးခုန်တန်တွေဟာရင်ပတ်ထဲမှာပုံတီးသလိုတုံးတုံးမြန်လာခဲ့တယ်ကြောက်လို့မဟုတ်ပဲစိတ်လှုပ်ရှားလွန်းလို့ပါကျွန်တော်ဟာအနုကျန်းစီခံထားရတဲ့ကုံစုံဆိုင်ကိုပတ်လဲလှည့်ကြည့်လိုက်တဲ့စင်ပေါ်မှာစုပ်ပြဲနေတဲ့မုတ်ထုတ်တွေရေပလင်းလွတ်တွေအခြားသူတွေအတွက်အမိုက်ဖြစ်ပေမဲ့အခုကျွန်တော်အတွက်တော့မကုန်ခန်းနိုင်တဲ့ယတနာတိုက်ကြီးပေါ့ခောက်ဆွဲပြုတ်ဖို့ရင်နွေးချက်ချင်းမတီးဖြစ်ခဲ့ပါဘူးဇွန်ဘီကပ်ဘေးခင်မှာအစားတောက်နှံ့ကမလိုလားအပ်တဲ့အန္တရာယ်တွေကိုဆွဲဆောင်နိုင်လို့ပါကျွန်တော်ဒုတိယထပ်ကပစ္စည်းတူလောင်ခန်းစီဂယူးတစ်ဆိုင်တက်သွားပြီးလေးလံတဲ့စင်တွေနဲ့တကားကိုပိတ်ဆို့လိုက်တဲ့လုံခြုံပြီးဆိုတာတေချာမှကျွန်တော်ရဲ့စမ်းသပ်မှုကိုစတင်ခဲ့ပါတယ်ခောက်ဆွဲခွက်အလွတ်ကိုကြမ်းပြင်ပေါ်ချပြီးစိတ်ထဲကနေ refresh လို့အမိန့်ပေးလိုက်တဲ့ရှေ့ကခောက်ဆွဲခွက်လေးဟာမတိမတာလှိုင်းထသွားပြီးမျက်စိတမိတ်အတွင်းမှာပဲအသစ်ဆက်ဆက်ခောက်ဆွဲခွက်တစ်ခုဖြစ်သွားခဲ့တယ်ထပ်ပြီးတော့ကျွန်တော်စိတ်လှုပ်ရှားမှုကိုမနှဲထိန်ရင်အကြိမ်ကြိမ်လှုပ်ဆောင်ခဲ့ပါတယ်10မိနစ်အကြာမှာတော့ခောက်ဆွဲ60ပါတဲ့တောင်ပိုးလေးတစ်ခုဖြစ်သွားခဲ့ပြီးကျွန်တော်စွမ်းရည်ရဲ့ခိုးတောင်က10စက္ကန့်ပဲရှိတာမို့ကျွန်တော်မှာအကန့်အသတ်မရှိခောက်ဆွဲတွေရနိုင်ပြီးပေါ့ပြီးတော့ဘေးနားကရေပလင်းလွတ်တစ်လုံးကိုကြည့်ပြီး refresh ချက်ချင်းပဲငါရမီလီလီတာပါတဲ့တန့်စင်ပြီးသားရေတန့်ပလင်းတစ်လုံးဖြစ်လာတဲ့ကျန်းပြင်ပေါ်ကအခွန်ပဲကျွန်တော်ရဲ့ရှေးဦးတူနာပြုတ်တစ်တာကိုကြည့်ပြီး refresh အသစ်ဆက်ဆက်တူနာပြုတ်တစ်တာတစ်လုံးကျွန်တော်လက်ထဲရောက်လာပြန်တဲ့အသက်ရှူတန်းတွေမြန်ဆန်လာခဲ့တဲ့ကပ်ဘေးခေရဲ့အဖိုးတန်ဆုံးဖြစ်တဲ့အစားအသောက်ရေဆေးဝါးတွေဟာအခုကျွန်တော်အတွက်တော့မကုန်ခန်းနိုင်တော့ဘူးလူလူရန်နင်ကငါစွမ်းရည်ကိုအသုံးမကျဘူးလို့ပြောခဲ့တယ်မလားစောင့်ကြည့်နေလိုက်တနေ့ကျရင်နင်ငါရှိမှဒူးထောက်ပြီးအစားအသောက်အကျွင်းကြံလေးတွေတောင်းရမ်းစေရမယ်နောက်ထပ်3ရက်လုံးကျွန်တော်တူလောင်ခန်းထဲမှာပဲအောင်းနေခဲ့တဲ့ကိုတောင်ထဲကအမိုက်ထုတ်ခွန်တွေဟာကျွန်တော်အတွက်ကုန်ကျန်းတွေဖြစ်လာခဲ့တယ်အာလူးကြော်မုံ6ချောကလက်စားလို့ရသမျှအရာအလုံးကိုတစ်တာကြီးတွေထဲပြည့်သွားအောင်refresh လုပ်လိုက်တဲ့ရေပလင်းနဲ့အချိုရည်တွေကလည်းထောက်မှာတဝက်လောက်ပြည့်သွားခဲ့ပြီးအရေးကြီးဆုံးကတော့ gas o လို့တစ်ခုတွေ့ခဲ့တာပါပဲဆိုင်ထဲကအိတ်ဆောင်စခန်းချမိဖို့လေးနဲ့တွဲသုံးလိုက်ရင်ကျွန်တော်နောက်ဆုံးတော့ပူပူနွေးနွေးထမင်းတစ်နက်စားရတော့မှာပါတူလောင်ခန်းတင်းပေါက်အားလုံးကိုပိတ်ပြီးရေနွေးတွေဟင်းခတ်မှုသုံးထုတ်လုံးဖောက်ပြီးခောက်ဆွဲတုံးကိုထည့်လိုက်တဲ့လွမ်းနေခဲ့ရတဲ့အနက်မွေးမွေးလေးနှာခေါင်းထဲဝင်လာတဲ့အချိန်မှာမျက်ရည်တွေကိုမထိန်နိုင်တော့ပါဘူးငိုရင်းနဲ့ပဲအငမ်းမရစားပူလိုက်တော့တဲ့ကပ်ပေးစတင်ကလေးကဒါဟာအဝဆုံးနဲ့အလုံးကြုံဆုံးစားခဲ့ရတဲ့ထမင်းတစ်နက်ပါပဲဘိုက်ဝသွားတော့မှအတိညာဏ်ကပိုလင်းပွင့်လာတယ်ဒီမှာပုံနေတာရေရှည်ဖြစ်မဟုတ်ဘူးဒီကုံစုံဆိုင်ကတနေ့ကျရင်ဇွန်ဘီတွေဒါမှမဟုတ်အခြားအသက်ရှင်ကျန်ရစ်သူတွေရဲ့ကျူးကျော်မှုကိုခံရမှာပဲပိုလုံးကြုံတဲ့အခြေစိုက်စခန်းတစ်ခုရှာရမယ်ဒါအပြင်လက်နက်တွေလည်းလိုအပ်တယ်ဒီတိုင်းရိတ်ခါတွေပဲရှိပြီးအစွမ်းမရှိရင်တားကောင်ဖြစ်သွားမှာပဲရိတ်ခါအားလုံးကိုကြီးမားတဲ့ကြောပိုးအိတ်ကြီးနဲ့အိတ်ထဲထည့်လိုက်တယ်ပြီးတော့တကားကိုအသာဟပြီးအပြင်ကဘာကိုအကဲခတ်လိုက်တယ်လမ်းပေါ်မှာဇွန်ဘီအနှဲငယ်ဟိုဟိုဒီဒီလျှောက်သွားနေကြတယ်အသက်ပြင်းပြင်းရှူပြီးအသစ်ဆက်ဆက်လို့ထက်မြက်အောင် refresh လုပ်ထားတဲ့တတိလီတာကိုတင်းတင်းဆုပ်ကင်လိုက်တယ်ထွက်ခွာရမယ့်အချိန်ရောက်ပြီအပြင်ထွက်ရတာရင်ခုန်စရာကောင်းပေမဲ့အေးအေးလူလူပါပဲလမ်းကြားတွေကိုတုံးပြီးဇွန်ဘီအများစုကိုရှောင်ကွင်းခဲ့တဲ့လမ်းမှာဇွန်ဘီတွေနဲ့တိုးရင်လဲ refresh လုပ်ထားတဲ့ကိုကာကိုလာဘူးအပြည့်တွေကိုအားကုန်လွှင့်ပစ်ပြီးလမ်းကြောင်းလွှဲတဲ့ဇွန်ဘီတွေရိုင်းနေသွားတဲ့အချိန်ကြာမှဓာတ်နဲ့အပြည့်ရှင်းခဲ့တယ်ကျွန်တော်ရဲ့ဥတီချက်ကအနောက်ဘက်ကလမ်းဘေးအိမ်ယာစုပါအဲ့ဒါကမြန်မာတုတ်ခိုင်တဲ့တိုင်းတွေတင်းကျပ်တဲ့လုံခြုံရေးတွေရှိလို့ကပ်ပေးအစောပိုင်းကာလမှာတောက်ခံနိုင်တဲ့နာမည်ကြီးလူကုန်ထန်ရက်ွက်တစ်ခုဖြစ်ပါတဲ့ပိုရေးကြီးတာကကျွန်တော်မိဘတွေရဲ့အိမ်ကအဲ့ဒီမှာရှိနေတာပါကပ်ပေးဖြစ်တော့ကျွန်တော်ကကြောင်းမှမှုမိဘတွေနဲ့အဆက်အသွယ်ပြတ်ခဲ့တာမိဘတွေကိုရှာဖို့ကကျွန်တော်ရဲ့တခုတည်းသောရည်မှန်းချက်ပဲဒါပေမဲ့လမ်းဘေးကိုတွားရမယ့်ခီးကထင်ထားတာထက်ပိုခက်ခဲခဲ့တယ်မျိုးကြီးတစ်ခုလုံးလေးဖြတ်ထားသလိုပဲလမ်းမကြီးတိုင်းမှာဆွန့်ပစ်ထားတဲ့ကားတွေပိတ်ဆို့နေတယ်လမ်းမှာစိတ်မကောင်းစရာအဖြစ်အပျက်တွေအများကြီးမြင်ခဲ့ရတယ်ရိတ်ခါအတွက်လူချင်းချင်းတက်ဖြတ်နေကြတာတွေအဲ့ဒီအချိန်ကြာမှလူလူရန်ရဲ့တစ္ဆာဖောက်မှုဟာဒီရက်ဆက်တဲ့ကဘာကြီးမှာအပြောမောရလောက်အောင်တင်းငယ်တဲ့အစိပ်ပိုင်းတစ်ခုပဲဆိုတာသဘောပေါက်သွားခဲ့တယ်ဒီနေရာမှာလူသားဆန်မှုတွေကပျက်စီးသွားခဲ့ပြီတတိယမြောက်နေ့နေဝင်ရိုးရီအချိန်မှာတော့လမ်းဘေးအိမ်ယာစုရဲ့အစုံဖျားကိုရောက်လာခဲ့တဲ့မြင်မာတဲ့တန်တကားကြီးကပိတ်ထားပြီးတိုင်းပေါ်မှာကင်းဆောင်တွေကိုတွေ့ရတယ်မျောလင့်ထားတဲ့အတိုင်းအသက်ရှင်ကျန်ရစ်သူတွေရဲ့အခြေစိုက်စခန်းဖြစ်နေပြီးကျွန်တော်အနီးနားမှာပုံပြီးအကြာကြီးစောင့်ကြည့်နေခဲ့တဲ့အိမ်ယာရဲ့ဝင်ဖို့ဆိုရင်သူတို့ရဲ့စစ်ဆေးမှုကိုဖျက်ကျော်ရမယ်ဒါကြောင့်အိတ်ကိုပြင်ပြီးရိတ်ခါများစုကိုလှုပ်ဝက်ရေမြောင်းတစ်ခုထဲမှာဝက်ထားခဲ့တဲ့ရေနဲ့ပလင်းနဲ့မုံချောက်တစ်ဝက်ပဲခြံထားပြီးတာမန်ဒုက္ခတဲ့တယောက်လိုဟန်ဆောင်ကတကားစီလျှောက်သွားခဲ့တယ်ရက်လိုက်ဘသူလဲတိုင်းပေါ်ကနေဆူရှာတဲ့အတန်ထွက်လာတယ်ကျွန်တော်လက်နှစ်ဖက်ကိုမြှောက်ပြီးခေါင်းမောကြည့်လိုက်တဲ့မျက်နှာတစ်ခုလုံးဖုံတွေညစ်ပတ်မှုတွေနဲ့ပေးကြံနေလျက်ပေါ့ကျွန်တော်ဒီကအိမ်ယာသားပါနာမည်ကလင်းဖန်တိုက်19မှာနေပါတယ်တိုက်19လင်းဖန်တီးပြူလိုက်အပေါ်ကလူကရေဒီယိုနဲ့စစ်ဆေးနေပုံရပြီးခဏကြာမှတော့တကားအသာပွင့်လာကတန်ပိုက်လုံးကင်ထားတဲ့လူတစ်ယောက်တန်တရားစိတ်နဲ့ထွက်လာတယ်မှတ်ပုံတင်ပြစမ်းသူကပြက်ပြက်တတ်တတ်ပြောတယ်ကျွန်တော်ပြင်ဆင်ထားတဲ့ကတ်ကိုထုတ်ပေးလိုက်တော့သူကစစ်ဆေးပြီးကျွန်တော်ကိုအထက်အောက်ကြည့်တယ်မင်းတစ်ယောက်ထဲလာရိတ်ခါတွေကောဘယ်မှာလဲ
ကျွန်တော်ခေါင်းငုံလိုက်ပြီးကြောက်ရွံ့တုန်ရင်နေတဲ့လေတံနဲ့လမ်းမှာလူရက်ခံရလို့ဒါပဲကြံတော့တယ်လို့ပြောလိုက်တယ်ထိုလူကမျက်မှောင်ကုပ်ပြီးတန်တရားဝင်နေပုံရပေမဲ့ကျွန်တော်ရဲ့အားနဲ့ပိန်နေတဲ့ပုံစံကြောင့်နောက်ဆုံးတော့တတိလက်လွတ်ဖြစ်သွားခဲ့တယ်ဝင်ခဲ့စီကန်တော့မှတ်ထားပါအစ်ရောက်လာသူအားလုံးမိမိရိတ်ခါရဲ့ထက်ဝက်ကိုအများအတွက်ခွဲဝေဖို့အပ်ရမယ်ကျွန်တော်ရင်ထဲနှင်းကနေဖြစ်သွားပေမဲ့ကြိုတင်ပြင်ဆင်ထားလို့ပဲတော်ပါတော့တယ်အလိုက်တင်ခေါင်းညိတ်ပြီးရေတပလင်းနဲ့မုံချောက်တစ်ဝက်ကိုအလိုက်တဲ့ထိုလူကယူပြီးအထင်သေးတဲ့မျက်လုံးတွေနဲ့ကြည့်ပေမဲ့လက်ဝဲရမ်းပြီးပြေးဝင်ခဲ့ပါတယ်အထက်ရောက်တော့မှစိတ်အေးသွားရတယ်လေလူကတင်းမာနေစေဖြစ်ပေမဲ့အ ਨੇ ဆုံးတော့စနစ်တကျရှိနေတဲ့ကင်းလက်သူတွေခန္ဓာတိုင်းကိုအားဖြည့်နေသူတွေရှိတယ်လို့ရက်ွက်တမယုံထဲမှာအမျိုးသမီးတွေနဲ့ကလေးတွေစုဝေးနေကြတဲ့ကပေးကဘာကြီးရဲ့အပြင်ဘက်ကတက်ဖြတ်မှုတွေနဲ့ခိတဝေးကွာဒါနေတဲ့ကျုံးငယ်လေးတစ်ခုလိုပါပဲစရင်သွင်းတဲ့နေရာကအဖွားအိုတယောက်ပြောပြချက်အရအခုဒီနေရာကိုဘောင်ကောဆိုတဲ့လူတယောက်ကအုပ်ချုပ်နေတာပါသူကအရင်ကဒီအိမ်ယာရဲ့မန်နေဂျာဖြစ်ပြီးကပေးဖြစ်တော့မြေပြင်ကျက်စင်စွမ်းရည် portability နိုးထလာလို့လူတွေကိုစုစည်းပြီးကာကွယ်ရေးအဖွဲ့ဖွဲ့ထားတာဖြစ်ပါတယ်ရက်ွက်သားအားလုံးကလှုပ်ဆောင်ချက်အလိုက်နေ့စဉ်ရိတ်ခါခွဲတန်းရကြတယ်ပိုရချင်ရင်ကင်းလက်အဖွဲ့ဒါမှမဟုတ်ထောက်ပံ့ရေးအဖွဲ့တွေဝင်ရမယ်ကျွန်တော်ကတော့ကျမ်းမာရေးမကောင်းဘူးလို့စင်ကြေပေးပြီးဘယ်အဖွဲ့ထဲမှမဝင်သေးပါဘူးကျွန်တော်ဦးစားပေးကမိဘတွေကိုရှာဖို့ပဲစိုးရိမ်စိတ်နဲ့အိမ်ရှိကိုပြေးသွားမိတဲ့အချိန်မှာတော့အိမ်ရဲ့လုံခြုံရေးတကားကဖျက်ဆီးခံထားရပြီးအထက်မှာလည်းငွေနောက်ခံထားရတာကိုတွေးလိုက်ရတယ်ဒါကိုမြင်လိုက်ရတော့ကျွန်တော်နှလုံးသားပြုတ်ကျသွားတယ်လို့ပဲအထက်ကိုပြေးဝင်ပြီးဖေဖေမေမေလို့အော်ခေါ်ပေးမဲ့တေချင်းတရားလိုငြိမ်သက်မှုပဲပြန်ရခဲ့တယ်အခန်းစပွဲပေါ်မှာဖုံတွေအလွှာလိုက်တင်နေတာကြောင့်သူတို့မရှိတော့တာရက်ပေါင်းများစွာကြာပြီးဆိုတာသိတာပါတယ်ကျမ်းပြင်ပေါ်မှာရုံရင်းဆန်ခတ်ဖြစ်ထားတဲ့လက္ခဏာတွေရှာပြီးပေမဲ့တွေးကွက်တော့မရှိပါဘူးဒါဟာအနှဲငယ်တော့စိတ်သက်သာရစေပါတယ်ကျွန်တော်ကျမ်းပြင်ပေါ်ပြစ်ထိုင်လိုက်မိတဲ့အရင်ကမကြုံဘူးတဲ့စိုးရိမ်တုန်လှုပ်မှုနဲ့ကြောက်ရွံ့မှုတွေကလွှမ်းမိုးလာခဲ့တဲ့ဘယ်မှာသွားရှာရမှန်းမသိတော့ဘူးအဲ့ဒီလိုငေးမိုင်နေတော့အပြင်ကနေခြေတံတွေကြားလိုက်ရပြီးရော်ရော်ရွှွှွှွှအတန်တန်ထွက်လာတယ်ဟောဗျာကြည်စမ်းငါတို့လူတယောက်ကြံခဲ့တာပဲခေါင်းမော့ကြည့်လိုက်တော့အိမ်တကားဝမှာလူနှစ်ယောက်ပိတ်ရနေတာကိုတွေ့ရတယ်ရှေ့ကလူကကရုံးနဲ့ဖြစ်ပြီးကျွန်တော်ကိုမလုံမုန်းထားတဲ့မျက်လုံးတွေနဲ့စိုက်ကြည့်နေတယ်သူ့ကိုကျွန်တော်သိတယ်သူကဘောင်ကောရဲ့လက်အောက်ငယ်သားကင်းမီကောက်စကော့ဖြင့်ပဲကင်းမီကောက်ကတားတက်စင်ဘောကအသားလုံးကိုကြည့်တယ်လို့နှက်ခမ်းကိုရှာနဲ့တက်ရင်မင်းတို့အိမ်ကလူကပြီးခဲ့တဲ့ရက်ပိုင်းကဘောင်ကောစီမှာအမက်တွေအများကြီးအကျွေးတင်နေတာဒါကြောင့်သူတို့ကိုမောင်းထုတ်လိုက်ပြပြီးအခုဒီနေရာကငါတို့နေရာပဲတဲ့ကျွန်တော်မျက်လုံးတွေမေ့စင်းသွားပြီးငါမိဘတွေကိုမင်းတို့ဘာလုပ်လိုက်လဲလို့မေးလိုက်တယ်ဟဲ့မောင်းထုတ်လိုက်ရုံပေါ်ကပ်ပေးခင်မှာအတုံးမဝင်တဲ့လူတွေရဲ့ရလက်ပဲဒါပေမဲ့မင်းကတော့တန်တန်မာမာရှိပုံရပါတယ်ဒီမှာနေပြီးငါတို့အတွက်အောက်ခြေသိမ်းအလုပ်တွေလုပ်ပေးမယ်ဆိုရင်တော့မင်းကိုဒီမှာကပ်ခိုခွင့်ပေးဖို့စဉ်းစားပေးမပေါ့ကျွန်တော်တော်တော်နှုံးနှုတ်ခဲ့တာပဲဒီနေရာကိုဘေးကင်းလုံခြုံတဲ့နေပံပုံလို့ထင်နေခဲ့တာတကယ်တော့ဒါကလည်းအာကြီးသူကအားနေသူကိုနှိပ်စက်တဲ့တော်ရိုင်းဥပဒေသားကဘာကြီးပါပဲသူတို့အနားတိုးလာတဲ့အချိန်မှာပဲကျွန်တော်လက်ကအိတ်ပေးအိတ်ထဲကအတစ်ဆက်ဆက်တတိလီလာစီကိုအตาရရွှေ့လိုက်တယ်အသက်နဲ့လဲပြီးတိုက်ပွဲဝင်မှုပြင်ဆင်လိုက်တဲ့အချိန်မှာပဲတကားဝါကနေအေးဆက်ဆက်အမျိုးသမီးအတန်တန်ဖြစ်ထွက်လာတယ်ရက်လိုက်ဆန်းကင်းမီကောက်နဲ့သူ့လူတွေခြေလန်းတွေတုံးကနေဖြစ်သွားပြီးဘသူလဲဆိုတာမြင်လိုက်ရတဲ့အချိန်မှာတော့မျက်နှာတွေချက်ချင်းပြတ်သွားပြီးဖားကြတော့တယ်တကားဝါမှာရက်နေတဲ့အမျိုးသမီးကအနက်ရောင်တိုက်ပွဲဝင်ဝတ်စုံကိုဝတ်ဆင်ထားပြီးလက်ထဲမှာတွေးမဲရောင်တွေပေးကျန်နေတဲ့တန်တာထိန်တဲရောက်တလက်ကိုကင်ထားတဲ့နောက်မှာလဲအာကူရမဲ့အဖွဲ့ဝင်ချိုးပါလာတယ်သူမကိုကျွန်တော်သိတာပေါ့သူမကကာကွယ်ရေးအဖွဲ့ရဲ့အတန်မာဆုံးဓာတ်သွားစစ်စင်ရေးအဖွဲ့ရဲ့ခေါင်းဆောင်ရှင်းလင်းပဲရှားပါတဲ့တတုချက်စင်စွမ်းရည် middle ability နိုးထားပြီးအစွမ်းကအတိုင်းထက်အလုံးမှုဘောင်ကောရဲ့အားကိုးရဆုံးလက်ယုံတူပေါ့ရှင်လင်ကကင်းမီကောက်ကိုဂယုမဆိုင်ပဲကျွန်တော်ကိုကြည့်ပြီးအေးအေးဆေးဆေးမေးတယ်ဘာဖြစ်နေတာလဲကျွန်တော်ကကယ်တင်ရှင်ရပြီမို့သူတို့ကျွန်တော်ကိုအနိုင်ကျင့်နေတာလို့အမြန်ပြောလိုက်တယ်ကင်းမီကောက်မျက်နှာပြတ်သွားပြီးခေါင်းဆောင်ရှင်သူ့စကားကိုမယုံပါနဲ့သူ့မိဘတွေကအမတ်တွေအကျွေးတင်နေလို့အိမ်ကိုပြန်သိမ်းတာပါလို့လောကုချရှာတယ်အိမ်သိမ်းတာလူနှစ်ယောက်နဲ့တကားပိတ်ထားဖို့လိုလို့လားသူမအတန်ကမကျေပေမဲ့အမိတ်အာဏာအပြည့်ပါပဲအခုချက်ချင်းထွက်သွားစမ်းကင်းမီကောက်တို့အဖွဲ့ဟာအခွင့်အရေးရတော့ကပြကရထွက်ပြေးသွားကြတော့တယ်အနေနဲ့ကင်းသွားတော့မှကျွန်တော်ခန္ဓာကိုယ်ကတောင်းထားသမျှရှော့ချလိုက်ပြီးလဲကျလူနီးပါးဖြစ်သွားခဲ့တယ်ရှင်လင်ကမျက်မှောင်အသာကုန်ရင်ကျွန်တော်ကိုအကဲခတ်ပြီးနောက်ဆိုအဲ့ဒီလူတွေနဲ့ဝေးဝေးနေလို့ပြောတယ်သူမကဒီထက်ပိုပြီးမပတ်သက်ချင်ပုံရလို့လှည့်ထွက်ဖို့ပြင်တယ်ကျွန်တော်ကလန်တာပြီးမေးလိုက်တယ်ခေါင်းဆောင်ရှင်ကျွန်တော်မိဘတွေကိုဘယ်ကိုခေါ်သွားလဲတိလားခင်ဗျာသူတို့နာမည်ကလင်းကြံကော်နဲ့ဝန်ရှုမိပါရှင်လင်ခဏလောက်စဉ်းစားပြီးမှမှတ်မိသွားပုံရတယ်။ဘောင်ကောကစွမ်းရည်မရှိတဲ့သူတွေတက်ကြီးရွယ်ဦးတွေနဲ့အလုံးမလုံးနိုင်တဲ့မတန်ဆွမ်းတွေကိုမြောက်ဘက်တကားအပြင်ဘက်ကဆွန့်ပစ်ထားတဲ့စက်ယုံဟောင်းစီပို့လိုက်တယ်တဘာဝအတိုင်းပဲရှင်တန်ပါစီဆိုပြီးတော့ပေါ့ကျွန်တော်ရင်ထဲနှင်းကနေဖြစ်သွားပြန်တယ်။အဲ့ဒီလိုဆွန့်ပစ်စက်ယုံဟောင်းမှာအစားတောက်လည်းမရှိကာကွယ်ရေးလည်းမရှိပဲထားခဲ့တာဟာတေမင်းကိုထိုင်ဆောင်ခိုင်းတာနဲ့ဘာထူးမှလဲရှင်လင်ထွက်သွားတာနဲ့တကားကိုချက်ချင်းပိတ်လိုက်တယ်မြောက်ဘက်တကားကစက်ယုံကိုချက်ချင်းသွားရမယ်မိဘတွေကိုရှာရမယ်ဒါပေမဲ့အရင်ဆုံးအင်အားလိုတဲ့ကြောကိုအိတ်ထဲကချောကလက်တုံးကိုထုတ်ပြီးအင်အားရအောင်အမြန်စားလိုက်တယ်ပြီးတော့ကင်းမီကောက်ချန်ထားခဲ့တဲ့တံပိုင်လုံးအဟောင်းကိုတွေးလိုက်ရတယ်အဲ့ဒါကတန်ချီတက်ပြီးအနှင်းငယ်ကောက်နေတာလက်နဲ့ကင်ပြီး refresh လို့အမိတ်ပေးလိုက်တဲ့ချက်ချင်းပဲတောက်ပါပြီးအသစ်ဆက်ဆက်တံပိုင်လုံးတစ်လုံးဖြစ်လာခဲ့တယ်ဒါတင်မကသေးဘူးမိဖို့ချောင်းနဲ့ပြေးဝင်ပြီးအဖေရဲ့အပြင်ထွက်အမဲလိုက်ပစ္စည်းတစ်တာကိုရှာဖွေလိုက်တဲ့အထဲမှာစစ်သုံးကော်ပြပစိန်နဲ့ဓားမြောင်တစ်လက်ရှိနေပြီးအားလုံးကတန်ချီတက်ပြီးတုံးနေပြီးသုံးခုစလုံးကို refresh လုပ်လိုက်တော့မျက်စိတမိတ်တွင်းမှာပဲအသစ်ဆက်ဆက်ဓာတ်ထက်တွေဖြစ်သွားခဲ့တယ်ညနေလာတဲ့အချိန်ကင်းသမားတွေလူလဲတဲ့အချိန်ကိုအခွင့်ကောင်းယူပြီးမြောက်ဘက်တကားစီခိုးထွက်ခဲ့တဲ့အဲ့ဒီနေရာကပင်မတကားထက်ပိုပြီးစိတ်ငြိမ်ပြီးကင်းသမားနှစ်ယောက်ပဲတန်းဝေရင်စောင့်နေကြတယ်သူတို့ကိုမနှောက်ယှက်တော့ပဲစောင့်ကြည့်ရေးကင်းမရရဲ့ကွယ်ရာကိုရှာပြီး refresh လုပ်ထားတဲ့ကြိုးတစ်ကို3 မီတာမြင့်တဲ့တတိုင်းကိုလွယ်လွယ်ကူကူပဲကြော်တက်ခဲ့တယ်တတိုင်းအပြင်ဘက်ကတော့လူသူကင်းမဲ့တဲ့ကွင်းပြင်ကြီးပေါ်အဝေးမှာတော့စက်ယုံကြီးတစ်ခုကတန်မဏိသားရဲကြီးတစ်ကောင်လိုငြိမ်သက်စွာရှိနေတဲ့လေတူထဲမှာပုတ်ဆက်ဆက်အနှံ့တွေရနေပြီးအမောင်ထဲကနေဇွန်ဘီတွေရဲ့အော်ဟစ်တန်တွေလည်းကြားနေရတဲ့တန်ပိုင်လုံးကိုချစ်ချစ်ပါအောင်စုပ်ကင်ပြီးကိုနှိမ်ကစက်ယုံစီဥတီခဲ့တဲ့စက်ယုံနဲ့
နီးကပ်လာလေးဇွန်ဘီတွေပိုများလာလေးပဲပျက်စီးနေတဲ့တိုင်းတစ်ခုအနောက်မှာပုံရင်းကြည့်လိုက်တော့စက်ယုံတကားဝမှာအတန်တချို့ကြောင့်စုဝေးနေတဲ့ဇွန်ဘီတရားစင်ကျော်လောက်ကတန်တကားကြီးကိုဝိုင်းထုနေကြပြီးအထဲကနေငိုတန်တွေအော်တန်တွေထွက်နေတာကြားရတယ်ငါမိဘတွေထဲမှာရှိနေပြီးစိတ်ပူသွားပေမဲ့အတင်းတိုးမဝင်ဖို့ကိုတတိပေးလိုက်တယ်ပက်လက်ကိုကြည့်လိုက်တော့စက်ယုံဘေးဘက်မှာမြေပြင်ကနေ4 မီတာခန့်မြင့်တဲ့ပြတင်းပေါက်အမြင့်ကြီးတွေကိုတွေးလိုက်ရတယ်အဲ့ဒီကနေဝင်ရင်ရနိုင်တဲ့ဆုံးဖြတ်ချက်ချပြီးတာနဲ့ကြောက်ခဲတလုံးကိုကောက်ယူပြီးအဝေးကဆွန့်ပစ်ထားတဲ့ကားတစ်စီးရဲ့မှန်စီအကုန်နှုတ်ပစ်လိုက်တယ်မှန်ကွဲတန်အကျယ်ကြီးထွက်လာတာနဲ့တကားဝကဇွန်ဘီတွေဟာအတန်လာရစီတရွေ့ရွေ့လက်ထွက်သွားကြတယ်အခွင့်အရေးကိုအမိအရဆုပ်ကင်ပြီးစက်ယုံတိုင်းစီပြေးသွားကကြောပိုးအိတ်ထဲကကျိုးနဲ့ချိတ်ကိုထုတ်ပြီးအပေါ်ကိုပစ်တင်လိုက်တဲ့ချိတ်ကပြတင်းပေါက်ပေါင်မှာညံ့ညံ့စွာချိတ်မိသွားတာနဲ့ကျိုးအတိုင်းတွက်လက်စွာတက်ပြီးပြတင်းပေါက်ကနေအထဲကိုလက်ဝင်လိုက်တယ်အထဲမှာတော့တန်ချေးတက်နေတဲ့စက်ပစ္စည်းအဟောင်းတွေပြည့်နေတဲ့ကုံထုတ်လုံးမှုအပိုင်းကြီးဖြစ်ပြီးလက်မင်းရဲ့အလင်းရောင်ဖြော့ပဲအမိုးပေါက်တွေကနေဝင်နေတဲ့တစ်ဖက်ထောင်းကနေရှိုက်ကြီးတင်ငိုတန်တွေနဲ့ညင်းခုန်တန်တွေကြားရလို့အตาအရာချင်းကပ်သွားခဲ့တဲ့စွန့်ပစ်ဆက်ပစ္စည်းတွေကာရန်ထားတဲ့ထောက်တနေရာမှာတက်ကြီးရွယ်ဦးတွေနဲ့ကေးတွေအပါဝင်ဒုက္ခတွေဆဲကနန်းလောက်ရှိနေပြီးအဲ့ဒီထဲမှာကျွန်တော်မိဘတွေကိုချက်ချင်းမြင်လိုက်ရတဲ့အမေကဒူးနှစ်ဖက်ကိုဖက်ပြီးတရှုပ်ရှုပ်ငိုနေပြီးအဖေကအမေကိုတင်းတင်းဖက်ကနှစ်သိပ်ပေးနေတဲ့မျက်ရည်တွေဝဲလာပြီးဖေမေလူခေါ်လိုက်မိတဲ့အားလုံးလက်ဖြတ်သွားပြီးကျွန်တော်စီလက်ကြည့်ကြတဲ့မိဘတွေလည်းမော်ချီပီရှာဖြစ်ရကနေဝမ်းသာအားရဖြစ်သွားပြီးအမေကပြေးဖက်တော့တာပဲမိသားစု3 ယောက်သားဒီကပ်ဘေးခစ်ကြီးထဲမှာတင်းတင်းကြပ်ကြပ်ဖက်ထားမိကြပြီးပြန်ဆောင်ရတဲ့ဝမ်းသာမှုကြောင့်ကြောက်ရွံ့မှုတွေအရေးပြောသွားခဲ့တယ်ဒါပေမဲ့ရုတ်တရက်လိုင်းဆိုင်တဲ့အတန်ကဒီနွေးထွေးမှုကိုဖျက်ဆီးပစ်လိုက်တယ်ဟေ့ကောင်မင်းဘယ်ကရောက်လာတာလဲမျက်နှာမှာအမာရွတ်နဲ့လူတစ်ယောက်ကလူမိုက်အချို့ကိုနောက်ကထားပြီးထွက်လာတယ်သူကဒီနေရာရဲ့ခေါင်းဆောင်ပေါ့သူကကျွန်တော်ရဲ့ဖောင်းကားနေတဲ့ကြောပိုးအိတ်ကိုလောဘရာကြီးစိုက်ကြည့်ရင်တတိရှိလာကြီးလားကောင်လေးဒီကိုတယောက်တည်းရောက်လာရဲတဲ့ပေါ့ကြောပိုးအိတ်ထဲမှာဘာတွေပါလဲဖောက်ပြဆန်းတဲ့ကျွန်တော်မိဘတွေရဲ့ရှေ့မှာကာရက်လိုက်ပြီးသူ့ကိုအေးဆက်ဆက်စိုက်ကြည့်ကဒါငါပစ္စည်းမင်းနဲ့ပါဆိုင်လဲအမာယုတ်ကလှောင်ပြုံးပြီးဒီနေရာမှာဘသူပစ္စည်းမှမရှိဘူးအားလုံးငါပစ္စည်းပဲအသက်ရှင်ခြင်းရင်အိတ်ကိုအခုချက်ချင်းအလိုက်လို့ပြောရင်ဓာမကြီးကိုမြောက်ပြတယ်သူ့နောက်ကလူမိုက်တွေကလည်းကျွန်တော်ကိုဝိုင်းလာကြတယ်ဒီကအားနွဲ့သူတွေကတော့စိတ်ဆိုးဒေါသထွက်ပေမဲ့တနာတဲ့မျက်လုံးတွေနဲ့ပဲကြည့်နေနိုင်ကြတယ်အဖေကကျွန်တော်ကိုအနောက်ကိုဆွဲပြီးအမာယုတ်ကိုအတင်းပြုံးပြကခေါင်းဆောင်ကြီးခမည်းကျွန်တော်သားကအဥမသိသေးလို့ပါအိတ်ထဲမှာအစားအသောက်အနှဲငယ်ပဲပါတာမို့အကုန်ယူပါသူကိုတော့မထိခိုက်ပါနဲ့လို့တောင်းပန်ရှာတယ်နောက်ကျသွားပြီးအမာယုတ်ကလှောင်ရရင်အခုငါကအိတ်တင်မကဘူးသူ့တက်ကိုပါလိုချင်တာလို့ပြောဆိုနဲ့ကျွန်တော်စီလန်နဲ့ထိုးလာတယ်ကျွန်တော်မျက်လုံးတွေအေးဆက်သွားပြီးနောက်မဆုတ်ပဲရှေ့ကိုတိုးလိုက်တယ်လက်ထဲကတန်ပိုက်လုံးကိုအားနဲ့လွှဲပြီးသူ့လက်ကောက်ဝတ်ကိုစော်ထဲလိုက်တာကျွတ်ခတ်နဲ့အတန်နဲ့အတူအမာယိုရဲ့လက်ကောက်ဝတ်ကပုံပြတ်သွားတော့တာပဲအားလုံးစွန့်သွားကြတယ်ဒီပိန်ပပကောင်လေးကပြန်ချလိုက်မယ်လို့ဘယ်သူမှထင်မထားဘူးလေအမာယိုကနာကြအင်းလုံးလို့ချွေးစေးတွေထွက်ပြီးမင်းငါ့ကိုချရဲတဲ့ပေါ်ဝိုင်းချကြဆန်းသူ့ကိုတေချင်ဆန်းအောင်လုပ်ပြစ်ကျဲလို့အော်တော့တယ်လူမိုက်တွေတတိဝင်လာပြီးဝိုင်းအော်ပြီးပြေးဝင်လာကြတယ်ကြောပိုးအိတ်ကိုမိဘတွေစီဖြစ်ပေးပြီးတန်ပိုက်လုံးကိုမြောက်ကခုခံခဲ့တယ်လူမိုက်တယောက်ကတုံးနဲ့ရိုက်တာကိုရှောင်ပြီးတန်ပိုက်လုံးအဖျားနဲ့သူ့ရဲ့ပေါင်ကြားကိုစောင့်ကန်လိုက်တော့သူကအော်ဟစ်ပြီးလဲကျသွားတယ်လှုပ်ရှားမှုတိုင်းကလေးလွတ်တာမရှိပဲအားနည်းတဲ့အစစ်အမြစ်တွေကိုပဲပြစ်မှတ်ထားပြီးကိုကာကွယ်ခဲ့တယ်သူတို့ကိုပိုကြောက်ရွံ့စေတာကကျွန်တော်ရဲ့ခံနိုင်ရည်ကအကန့်အသတ်မရှိတယ်လို့ဖြစ်နေတာပဲလူနှစ်ယောက်လဲကျသွားပြီးတဲ့နောက်ကြံတဲ့သူတွေကကြောက်လန့်ပြီးရှေ့မတိုးရဲတော့ဘူးအမာရုတ်ကနာကျင်နေတဲ့လက်ကိုကင်ပြီးမင်းကဘာတူလဲမင်းကလည်းစွမ်းရည်ရှင်တယောက်လားလို့မေးတယ်ကျွန်တော်မဖြေပဲအေးဆက်ဆက်ပဲစိုက်ကြည့်နေမိတယ်ကပ်ပေးခင်မှာအင်အားကသာရပဲဒီလပေါင်းများစွာခံစားခဲ့ရတဲ့ဆင်းရဲဒုက္ခတွေကအခုချိန်မှာဒေါသဖြစ်ပောက်ကွဲထွက်လာပြီးထွက်သွားမလားတေမလားလို့ပြောလိုက်တဲ့ကျွန်တော်ရဲ့ရက်ဆက်မှုကသူတို့ကိုကြောက်တူးတုန်စေခဲ့တယ်အမာယုံမျက်နှာပြတ်သွားပြီးဒီလောက်အနေရများတဲ့လူနဲ့တိုးလိုက်မယ်လို့မထင်ထားဘူးဒါပေမဲ့အခြေအနေတင်းမာနေတော့ရုတ်တရက်ဆက်ယုံရဲ့တန်တကားကြီးစီကနေကျေလောင်တဲ့အတန်ကြီးထွက်လာပြီးဒုတိယအကြိမ်တတိယအကြိမ်ထထူတန်တွေကြားရတယ်လူအုပ်ကြီးထိတ်လန့်တုန်လှုပ်ကုန်ကြပြီးအပြင်ကဇွန်ဘီတွေတကားကိုဝိုင်းဖြတ်နေကြတာဘာဖြစ်တာလဲဇွန်ဘီတွေဘာလို့ရုတ်တရက်တောင်းကျမ်းနေတာလဲကြောက်ရွံ့မှုတွေပြန့်နှံ့သွားခဲ့တယ်အမာရွတ်လည်းကျွန်တော်ကိုဂယုမဆိုင်နိုင်တော့ပဲလူမိုက်တွေနဲ့အတူတကားကိုပစ္စည်းတွေနဲ့အတင်းသွားကူးကြတယ်ဒါပေမဲ့ဇွန်ဘီတွေကများလုံးလို့တကားကအတွင်းကိုခြိုက်ဝင်လာပြီးတကားမင်းတို့ကလည်းကျိုးတော့မဲ့အချဒီအနေရောက်နေပြီပျက်စီးလူနီးပါးအခြေအနေမှာအားလုံးမျောလင်းချက်မဲ့ကုန်ကြပြီးမိဘတွေကကြောက်လန့်တကြားနဲ့ကျွန်တော်လက်ကိုတင်းဆုပ်ကင်ထားကြတယ်ကျွန်တော်လန့်ကြည့်လိုက်တော့အဲ့ဒါကတန်ချီတက်ပြီးပျက်စီးနေတဲ့တန်တကားအဟောင်းကြီးပဲစိတ်ကူးရဲတခုခေါင်းထဲဝင်လာပြီးတန်ပိုက်လုံးကိုကင်ကအားလုံးရဲ့အံ့ဩနေတဲ့မျက်လုံးတွေအောက်မှာတကားစီလျှောက်သွားခဲ့တယ်မင်းဘာလို့မလို့လဲတေချင်လို့လားတကားကိုခုနေတဲ့လူမိုက်တယောက်ကအော်တယ်ကျွန်တော်ဘီယူမဆိုင်ပဲလက်ဖွားကိုအေးဆက်ပြီးစုပ်ယုပ်နေတဲ့တန်တကားကြီးပေါ်တင်လိုက်တယ်အဲ့ဒီနောက်အားလုံးမယုံနိုင်စရာကောင်းတဲ့အံ့ဖွယ်ဖြစ်ရတခုဖြစ်သွားခဲ့တယ်ချိုက်ဝင်ပြီးပျက်စီးနေတဲ့တန်တကားကြီးဟာအချိန်နောက်ပြန်လှည့်သွားတယ်လို့မျိုးတဖြည်းဖြည်းပြန်လည်ညီညာသွားပြီးပုံပြက်နေတဲ့ဘောင်တွေပါပြန်တက်မှတ်သွားခဲ့တဲ့စက္ကန့်ပိုင်းတွင်းမှာပဲအသစ်ဆက်တန်မဏိတကားကြီးတစ်ခုရှေ့မှာပေါ်လာခဲ့တော့တယ်ဇွန်ဘီတွေအပြင်ကနေဘလောက်ပဲထူးထူးတကားကြီးကခိုင်မာစွာတောင့်ခံထားနိုင်ခဲ့တဲ့စက်ယုံတစ်ခုလုံးတေချင်းတရက်လိုငြိမ်သက်သွားပြီးအားလုံးကြက်တေကုန်ကြပြီအမာယုတ်ကတော့နာကျင်နေတဲ့လက်ကိုတောင်မေးသွားပြီးပါဇက်အဟောင်းသားနဲ့မင်းရဲ့စွမ်းရည်ကပြုပြင်ခြင်း repair လာလို့တစ်အငေါမေးရှာတယ်ကျွန်တော်ရှင်းမပြအားပါဘူးလက်ကိုပြန်ရုပ်ပြီးသူ့ကိုအေးဆက်ဆက်ကြည့်လိုက်တယ်ကပ်ပေးခင်မှာအင်အားကသာအတိကပဲကျွန်တော်ရဲ့စောစောကရက်ဆက်မှုနဲ့အခုအံ့ဖွယ်စွမ်းရည်ကအမာယိုရဲ့မာနကိုအကုန်ချိုးနှိမ်ပစ်လိုက်ပြီးသူကျွန်တော်ကိုကြည့်တဲ့မျက်လုံးတွေထဲမှာလောဘမရှိတော့ပဲနှက်ဆိုင်နဲ့ကြောက်ရွံ့မှုတွေပဲကျန်တော့တယ်အကိုကြီးကျွန်တော်အကိုကြီးလိုလူမန်းမသိလို့ပါခွင့်လွှတ်ပေးပါဗျာကျွန်တော်တခုံးမှမပြောပဲမိဘတွေစီပြန်လျှောက်သွားခဲ့တယ်အမေကဂုံယူရမလို့စိတ်ပူရမလို့နဲ့ကျွန်တော်ကိုမမှတ်မိတယ်လို့ကြည့်နေရှာတယ်အမေလက်ကိုစုပ်ကင်ပြီးစိတ်အေးစေမဲ့မျက်လုံးတွေနဲ့မေမစိုးရိမ်နဲ့ကျွန်တော်ရှိတယ်လို့ပြောလိုက်တယ်ပြီးတော့ကြောပိုးအိတ်ကြီးတဲကနေအလိုလျောက်ပူနွေးစေတဲ့ထမင်းဘူးကြက်ဥချောင်းနဲ့ရေတန့်ဘူးကိုထုတ်ပေးလိုက်တယ်ဖေမေ
အရင်စားလိုက်ဦးအစားအသောက်အနှံ့ကလူတိုင်းရဲ့အာယုံကိုချက်ချင်းဆွဲဆောင်သွားခဲ့တဲ့မျက်မှောက်နေတဲ့ဒုက္ခသည်တွေဟာမိဘတွေရဲ့လက်ထဲကအစားအသောက်ကိုတတွေးမြူချရင်မျက်မှောက်တဲ့မျက်လုံးတွေနဲ့စိုက်ကြည့်နေကြတယ်အမာရွတ်တို့ဖွဲ့လဲမျက်တောင်မခတ်တန်းကြည့်နေကြတယ်အစားအသောက်ကရွှေထက်တန်မှုရှိတဲ့ကပ်ပေးခင်မှာကျွန်တော်ရဲ့အလွယ်တကူထုတ်ပေးနိုင်မှုကတကားပြင်တာထက်သူတို့ကိုပိုပြီးအံ့ဩစေခဲ့တယ်စားတော့ပြီးတဲ့နောက်အမာရွတ်စီလှည့်ပြီးဒီနေ့ကစပြီးဒီနေရာကိုငါအုပ်ချုပ်မယ်လို့မကျဲတဲ့အတန်းနဲ့ပြောပေမဲ့လူတိုင်းပြက်ပြက်တသားကြားလိုက်ရတယ်အမာရွတ်မျက်နှာပြက်သွားပေမဲ့နောက်ဆုံးတော့ခေါင်းငုံပြီးအရှုံးပေးလိုက်ရရှာတယ်အင်အားကြီးမှမှုနဲ့အကန့်အသတ်မရှိတဲ့ရိတ်ခါတွေကြောင့်စက်ယုံကိုတိမ့်ပိုက်ရတာထင်ထားတာထက်ပိုချုံးမွေ့ခဲ့တယ်အမာရွတ်ရဲ့ဩဇာအာဏာကချက်ချင်းပြက်ပြက်သွားခဲ့ပြီးဒါပေမဲ့သူတို့ကိုနှိမ့်မထုတ်ခဲ့ပါဘူးကပ်ပေးခင်မှာလူအင်အားကလည်းအရင်မြစ်တစ်ခုပဲလေသူတို့ကိုကင်းဆောင်နဲ့ဇွန်ဘီရှင်းလင်းရေးအလုပ်တွေပေးပြီးအစားအသောက်နဲ့ထောက်ပံ့ရေးကိုတော့ကျွန်တော်တာဝန်ယူခဲ့တယ်။နေတိုင်းတိတက်အခန်းတစ်ခုထဲမှာအိတ်ထဲကပစ္စည်းတွေစစ်ဆေးတယ်လို့နဲ့အစားအသောက်တွေကိုအမြန်ဆုံး refresh လုပ်ပြီးထုတ်ပေးခဲ့တယ်။နေ့စဉ်သုံးပစ္စည်းတွေပြည့်စုံသွားတဲ့အပြင်အသစ်ဆက်ဆက်ကုန်တစ်တာကြီးတွေပါလူတွေရှိပေါ်လာတဲ့အခါလူတိုင်းကကျွန်တော်ကိုရိုသေကြောက်ရွံ့တဲ့မျက်လုံးတွေနဲ့ပဲကြည့်ကြတော့တယ်။ကျွန်တော်မှာအကန့်အသတ်မရှိပစ္စည်းတွေတူလောင်နိုင်တဲ့ဟင်းလင်းပြင်စွမ်းရည် special ability ရှာဤတယ်လို့အားလုံးကထင်မှတ်နေကြတာပါ။လုံလောက်တဲ့အစားအသောက်နဲ့ဘေးကင်းတဲ့ခိုလုံရာကြောင့်ဒုက္ခသည်တွေဟာတဖြည်းဖြည်းအသက်ဝင်လာခဲ့ကြတယ်ကျွန်တော်ရဲ့စီမံခန့်ခွဲမှုအောက်မှာစက်ယုံဟောင်းကြီးဟာစနစ်တကျရှိလာခဲ့ပြီးအဖေနဲ့အမေကလည်းကျွန်တော်ရဲ့လက်ယုံတွေဖြစ်လာပြီးလူတွေကိုစီမံခန့်ခွဲတာနဲ့ရိတ်ခါဝေတာတွေကိုကူညီပေးကြလို့လူတွေကြားထဲမှာသူတို့ရဲ့ဂုဏ်သိက္ခာနဲ့ဂုဏ်တက်တွေပြန်လည်ရရှိကနေ့စဉ်စိတ်ချမ်းသာနေကြရတယ်အားလုံးအဆင်ပြေနေပေမဲ့ရင်ထဲမှာတခုတော့ကြံနေသေးတယ်အဲ့ဒါကတော့လမ်းဘေးအိမ်ယာစုကဘောင်ကောပဲသူကကျွန်တော်မိဘတွေလိုအားကိုးရမယ်တဲ့တက်ကြီးရွယ်ဦးတွေကိုကိုယ့်ဘာသာတေချာရှင်းတန်ပါစေဆိုပြီးစွန့်ပစ်ခဲ့တာလေအဲ့ဒီအကျွေးကိုတနေ့ကျရင်ပြန်ဆက်ရမယ်ဒါအပြင်လမ်းဘေးရဲ့ကာကွယ်ရေးနဲ့နေထိုင်မှုအခြေအနေကဒီဆက်ယုံဟောင်းထက်အစားပေါင်းများစွာတာလွန်နေကျွန်တော်မိဘတွေနဲ့ကျွန်တော်နောက်လိုက်လာတဲ့သူတွေကိုစစ်မှန်တဲ့အိမ်တလုံးပေးခြင်းနဲ့အခုဘောင်ကောနဲ့အကောက်ရှင်းရမယ့်အချိန်ရောက်ပြီတပတ်ကြာမှာတော့အားလုံးပြင်ဆင်ပြီးစီးခဲ့ပြီးကျွန်တော်ရဲ့စွမ်းရည်ကိုတုံးပြီးစက်ယုံတွေကစွန့်ပစ်ထားတဲ့လျှက်စစ်စကူလာအချို့ကိုအားပြည့်နဲ့အသစ်ဆက်ဆက်ပြန်ဖြစ်အောင် refresh လုပ်လိုက်တယ်ဒါအပြင်တိုက်ပွဲဝင်ဝတ်စုံအသစ်တွေဆိုင်ကယ်အုပ်ထုပ်တွေနဲ့တံမဏိဖက်နှက်တွေကိုလည်းထုတ်ပေးခဲ့တယ်လက်နက်အတွက်တံပိုက်လုံးတွေပစိမ့်တွေအပြင်စက်ယုံတွေကတံမဏိတွေကိုတုံးပြီးထက်မြက်တဲ့လန့်ရှည်တွေကိုပါလုပ်ခိုင်းခဲ့တယ်အမာရွတ်နဲ့သူ့လူတွေကတော့အခုကျွန်တော်ပေါ်အသက်ပေးရတဲ့အထိတစ္ဆာရှိနေကြပြီးကပ်ပေးခင်မှာသူတို့ကိုကျွေးမွေးပြီးစောက်ရှောက်ခဲ့တာကအသက်သခင်ကျေးဇူးပဲလေကျွန်တော်ကအမာရွတ်အပါဝင်အတန်မာဆုံးလူနှစ်ဆက်ကိုရွေးချယ်ပြီးမထွက်ခွာခင်အားပေးစကားပြောခဲ့တယ်ဒီတစ်ခေါက်ငါတို့သွားတာတောင်းပန်တိုးရှိုးဖို့မဟုတ်ဘူးငါတို့ပိုင်တာတွေကိုပြန်လူဖို့သွားတာလမ်းဘေးမှာခိုင်ခန့်တဲ့တိုင်းတွေနဲ့တက်တောင့်တတရှိတဲ့အိမ်တွေရှိတယ်အဲ့ဒီမှာငါတို့အတွက်တကယ်ပေးကင်းတဲ့အိမ်ယာတစ်ခုကိုတိဆောက်ကြမယ်ငါနဲ့အတူလိုက်မဲ့သူတွေကားပေါ်တက်ဘယ်သူမှတွန်တွဲမနေပါဘူးကျွန်တော်စွမ်းရည်ကိုမြင်ပြီးသားမို့မျက်စိမိတ်ယုံကြည်နေကြတာကားစီးနှစ်ဆက်ပါတဲ့စစ်ကြောင်းကြီးဟာလမ်းဘေးအိမ်ယာစုရဲ့မြောက်ဖက်တကားစီအကောင်းမောင်းတန်ချီတက်ခဲ့တဲ့တိုင်းပေါ်ကကင်းသမားတွေဟာကျွန်တော်တို့ရဲ့လက်နက်အပြည့်စုံတဲ့စစ်ကြောင်းကိုမြင်တော့အံ့ဩသွားကြတယ်အမာယုတ်မင်းတို့ကိုမောင်းထုတ်လိုက်တာမဟုတ်ဘူးလားဘာလို့ပြန်လာတာလဲအမာယုတ်ကအခုကျွန်တော်လူဖြစ်နေပြီမို့ရင်ကော့ပြီးငါတို့ဘောင်ကောနဲ့စီးပွားရေးအကြောင်းလာဆွေးနွေးရလို့အတန်ကြဲကြဲနဲ့ပြန်ပြောလိုက်တယ်စီးပွားရေးဟုတ်လားမင်းတို့ကလားကင်းသမားကလှောင်ရဲတယ်ကျွန်တော်ကားပေါ်ကဆင်းပြီးရှေ့ကိုရှောက်သွားကအေးအေးဆေးဆေးပြောလိုက်တယ်ဘောင်ကောကိုတွားပြောလိုက်လင်းဖန်ပြန်လာပြီလို့ကင်းသမားကကျွန်တော်ကိုမသိပေမဲ့စစ်ကြောင်းရဲ့အလယ်မှာရှိနေတာမို့အရေးပါတဲ့လူမှန်းသိပြီးရေဒီယိုနဲ့အထက်ကိုလှမ်းစီရင်ခံတယ်မကြခင်မှာပဲမြောက်ဖက်တကားပွင့်လာပြီးဘောင်ကောကလူအုပ်ကြီးနဲ့အတူထွက်လာခဲ့တယ်သူ့နောက်မှာဓာတ်သွားစစ်စင်ရေးအဖွဲ့ရဲကောင်းဆောင်ဟောင်းရှင်လင်းလဲပါလာတယ်ဘောင်ကောကအသက်40ကျော်ဝါဝါဆူဆူနဲ့ကောက်ချစ်ပြီးထောက်တရမရတဲ့မျက်လုံးတွေရှိတဲ့လူပေါ်သူကကျွန်တော်တို့ရဲ့အသစ်ဆက်ဆက်ပစ္စည်းတွေနဲ့အားကောင်းတဲ့ပုံစံကိုမြင်တော့မျက်လုံးထဲမှာအံ့ဩမှုနဲ့လောဘတွေဖြစ်ပြေးတော့အားတယ်ဟောဗျာညီလေးလင်းဖန်ပဲမတွေ့ရတာကြပြီးဘယ်မှာသွားပြီးပောက်ကွဲလာတာလဲဘောင်ကောငါလိုရင်းပဲပြောမယ်ငါလူတွေကိုလမ်းဘေးထဲပေးဝင်စေချင်တယ်ဘောင်ကောကရေစရာအကောင်းဆုံးစကားကိုကြားလိုက်ရတယ်လို့မျိုးအကျယ်ကြီးလှောင်ရတော့တယ်ညီလေးမင်းအိမ်မက်မက်နေတာလားလမ်းဘေးကိုငါကအသက်နဲ့လဲပြီးတိုက်ခိုက်သိမ်းပိုက်ထားတာဘာလို့မင်းကိုပေးဝင်ရမှာလဲဒါနဲ့လဲမယ်ဆိုရင်ကောကျွန်တော်လက်ဖြစ်တစ်ချက်တီးလိုက်တာနဲ့အနောက်ကအမာယုတ်ကတစ်တာတစ်လုံးကိုတဲလာပြီးဖွင့်ပြလိုက်တယ်အထဲမှာတော့အလုံးပိတ်ထားတဲ့ဖိတိတ်ထားတဲ့ Skimmo compressed biscuits တွေအပြည့်ပါပဲဘောင်ကောရဲ့ရေတံကချက်ချင်းရက်တန်သွားပြီးသူ့နောက်ကကင်းသမားတွေအားလုံးအံ့ဩတုန်လှုပ်သွားကြတယ်လမ်းဘေးမှာကာကွယ်ရေးကောင်းပေမဲ့လူများတော့ရိတ်ခါကအမြဲပြက်လက်နေတာလေသူတို့ရဲ့နေ့စဉ်ခွဲတန်းကဂျုံမုတ်မဲတုံးမဲရတာကိုမင်းဒီအစားတောက်တွေကိုဘယ်ကရတာလဲဘဲကရလဲမင်းသိဖို့မလိုဘူးငါ့ကိုအဖြေပဲပေးပူပေါင်းမလားမပူပေါင်းဘူးလားဘောင်ကောရဲ့မျက်လုံးတွေကောက်ချစ်စွာလှုပ်ရှားသွားပြီးမင်းပြောတဲ့ပူပေါင်းဆောင်ရွက်မှုကဘယ်လိုမျိုးလဲလို့မေးတယ်ရိုးရိုးလေးပဲငါလူတွေဝင်နေမယ်ငါတို့ကအစားတောက်ရဲ့တစ်စိတ်တစ်ပိုင်းကိုထောက်ပံ့မယ်မင်းတို့ကလုံခြုံရေးယူဒီနေရာကိုအတူတူစီမံခန့်ခွဲကြမယ်ဘောင်ကောမျက်နှာပြတ်သွားပြီးညီလေးမင်းတောင်းဆိုတာများလုံးနဲ့ငါကဒီအခြေစိုက်စခန်းရဲ့ကောင်းဆောင်ပဲဘယ်လိုလုပ်ပြီးနာမည်မရှိတဲ့ကောင်လေးတစ်ယောက်နဲ့အာနာခွဲဝေရမှာလဲလို့ညင်းတယ်တန်းတူရည်တူပဲဒါငါရဲ့စီကံချက်ပဲမင်းသဘောမတူရင်ငါတို့အတင်းတိုက်ဝင်မှာအတင်းတိုက်ဝင်မယ်ဟုတ်လားမင်းတို့လူနှစ်ဆက်ထဲနဲ့လာရှင်လဲအမိတ်ပေးလိုက်ဘောင်ကောရဲ့အမိန့်ကြောင့်ရှင်လင်းနဲ့သူမနောက်ကဓာတ်သွားအဖွဲ့ဝင်တွေဟာရှေ့ကိုတလန်းတိုးလာကြပြီးလူတက်ငွေတွေလေတူးထဲမှာပြည့်သွားခဲ့တဲ့ဓာတ်သွားအဖွဲ့ကလမ်းဘေးရဲ့အကက်ဆန္ဒပြဖြစ်ပြီးအဖွဲ့ဝင်တိုင်းကတိုက်ပွဲဝင်စွမ်းရည်ရှင်တွေကြီးပဲကျွန်တော်လူတွေချက်ချင်းတင်းမာသွားပေမဲ့ကျွန်တော်ကတော့အေးအေးဆေးဆေးပါပဲကျွန်တော်ကိုကူညီခဲ့မှုတဲ့အမျိုးသမီးရှင်လင်းကိုကြည့်လိုက်တော့သူမကလည်းကျွန်တော်ကိုစူးစမ်းတဲ့နှလုံးတွေနဲ့ကြည့်နေတယ်ခေါင်းဆောင်ရှင်မင်းကောငါတို့အထဲကိုမဝင်နိုင်ဘူးလို့ထင်လားရှင်လင်းခဏလောက်တိတ်ဆာသွားပြီးမှမစ္စတာလင်းမင်းကတော်တော်တတ်မှာပေမဲ့လမ်းဘေးမှာကင်းသမား200ရှိတဲ့အတင်းဝင်ရင်မင်းတို့အတွက်ကောင်းကျိုးရှိမှာမဟုတ်ဘူးလို့မိတ်ဆွေတယောက်လိုတတိပေးရှာတယ်ဘောင်ကောကအောင်းနိုင်သူလိုပြုံးရင်းကြားတယ်မလားကန်ကိုလာမဆန်းနဲ့မင်းရဲ့အစားအသောက်အားလုံးကိုအပ်လိုက်ရင်မင်းနဲ့မင်းမိဘတွေကိုတာမန်ရက်သားအဖြစ်ဒီမှာနေခွင့်ပေးဖို့စဉ်းစားပေးမယ်မင်းရဲ့လူတွေကိုတော့လာရလန်းတိုင်းပြန်လွတ်လိုက်တဲ့အစားအသောက်တွေကိုအကုန်ယူပြီးကျွန်တော်လူတွေကိုမောင်းထုတ်မလို့ပေါ့
တွက်ကက်လာချီလာကျွန်တော်ပြုံးလိုက်တယ်ဒါဆိုဆွေးနွေးစရာမလိုတော့ဘူးလက်ရဘက်လက်မျိုးကိုမြောက်ပြီးသူတို့အနောက်ကအမြင့်ဆုံးအိမ်ယာတိုက်ကြီးစီကိုညွှန်ပြလိုက်တယ်ငါနောက်ဆုံးအခွင့်အရေးတစ်ခုပေးမယ်ပေးဝင်မလားဒါမှမဟုတ်အဲ့ဒီတိုက်ကြီးကိုပျောက်ကွယ်သွားအောင်လုပ်ရမလားကျွန်တော်စကားကြောင့်ပတ်ဝန်းကျင်တစ်ခုလုံးတိတ်ဆိတ်သွားပြီးနောက်ကျေလောင်တဲ့ရေတန်းတွေထွက်လာတော့တယ်ဘောင်ကောကမျက်ရည်ထွက်မတက်ရေရင်ရှင်လင်းကြားလာဒါဒီနှစ်အတွင်းငါကြားဘူးသမျှရေစရာအကောင်းဆုံးစကားပဲတဲ့ဒါပေမဲ့ရှင်လင်းကတော့မရဲပါဘူးသူမကကျွန်တော်ကိုတေချာစိုက်ကြည့်နေပြီးကျွန်တော်နောက်ပြောင်နေတာမဟုတ်မှန်းခံစားမိပုံရတယ်ကျွန်တော်တကယ်နောက်နေတာမဟုတ်ပါဘူးအပြုံးကိုရုပ်သိမ်းလိုက်ပြီးကနန်းတွေကိုစတင်ရေးတွက်လိုက်တယ်သုံးနှစ်ဘောင်ကောရဲ့မျက်နှာကအပြုံးတွေတုံးကနေဖြစ်သွားပြီးအားလုံးရဲ့ရေတံတွေလည်းတိတ်သွားကတယောက်ကိုတယောက်ကြည့်ပြီးတစ်ခုခုမှားနေပြီဆိုတာသတိထားမိလာကြတယ်အဲ့ဒီအထက်30မြင့်တဲ့တိုက်ကြီးကလမ်းဘေးအိမ်ယာစုရဲ့အမှတ်သားဖြစ်ပြီးကင်းသမားအများစုရဲ့မိသားစုတွေနေထိုင်တဲ့နေရာလေးတလို့ရေးတွက်လိုက်တဲ့အချိန်မှာဘောင်ကောကအကြောက်လွန်ပြီးရှင်လင်းဟန်ဆောင်နေတာပဲဖမ်းဆီးလိုက်စမ်းလို့အော်တော့တယ်ဒါပေမဲ့နောက်ကျသွားပါပြီရေးတွက်ပြီးတာနဲ့ကျွန်တော်ရဲ့စွမ်းရည်ကိုထုတ်ဖော်လိုက်တယ်ဒီတစ်ခေါက်ကလက်လန်းမီတဲ့နေရာတွေမဟုတ်ပဲစွမ်းရည်ရဲ့အတိုင်းအတာကိုအမြင့်ဆုံးအထိဖွင့်ချလိုက်တာပါကြိုက်တရားခံဝေးတဲ့အဲ့ဒီတိုက်ကြီးစီစိတ်အာရုံပြုပြီး refresh လို့အော်လိုက်တယ်တကဘာလုံးတိတ်ဆိတ်သွားတယ်လို့မျိုးလူပေါင်းရာနဲ့ချီတဲ့ရှိမှတယ်အဲ့ဒီအထက်30မြင့်တဲ့တိုက်ကြီးဟာ TV လိုင်းမမိတယ်လို့မျိုးဝေဝါးပြီးတုံခါလာကစက္ကန့်ပိုင်းတွင်းမှာပဲတိုက်ကြဒီတစ်ခုလုံးနဲ့အထက်ကပစ္စည်းတွေအားလုံးဟာလေထုထဲမှာကွဲပြောက်သွားခဲ့ပြီးတိုက်ကြီးမဆောက်ခင်ကမူလမြေကွက်လို့ကြီးပဲကျန်တော့တယ်ဘာမှမရှိခဲ့ဘူးတလို့မျိုးပေါ့လူတိုင်းရဲ့မျက်နှာတွေကြက်တေတေကုန်ကြပြီးဖော်မပြနိုင်တဲ့ကြောက်ရွံ့ထိတ်လန့်မှုတွေလွှမ်းမိုးသွားခဲ့တယ်။ဘောင်ကောရဲ့လူတွေလုံးဝစိတ်တက်ကြဆင်းသွားပြီးလက်နက်တွေကိုပစ်ချကာကဘာပြက်ကကနေထွက်ပြေးတယ်လို့မျိုးအော်ဟစ်ပြီးလေးဘက်လေးတန်ထွက်ပြေးကြတော့တယ်။ဘောင်ကောကိုယ်တိုင်လည်းကျမ်းပြင်ပေါ်ပြစ်လဲကျသွားပြီးမျက်နှာဖြူလျှော်ကနှုတ်ခမ်းတွေတုံရင်နေပြီးတခုံးမှမပြောနိုင်တော့ဘူး။သူကုန်ယူရတဲ့လူနှစ်ရပါတဲ့ကာကွယ်ရေးအဖွဲ့ကြီးချက်ချင်းပျက်စီးသွားခဲ့ပြီးရှင်လင်နဲ့ဓာတ်တော်အဖွဲ့ကတော့ထွက်မပြေးပေမဲ့မျက်နှာတိုင်းမှာထိတ်လန့်တုန်လှုပ်မှုတွေထင်ဟပ်နေပြီးရှင်လင်ရဲ့ဓာတ်ကိုကင်ထားတဲ့လက်တွေတုံရင်နေတယ်။သူမကျွန်တော်ကိုကြည့်တဲ့မျက်လုံးတွေကတာမန်အသက်ရှင်ကျန်ရစ်သူကိုကြည့်တယ်လို့မဟုတ်တော့ပဲမြေပြင်ပေါ်ရှောက်လန်းနေတဲ့ဖျားသခင်တစ်ပါးကိုကြည့်တယ်လို့မျိုးဖြစ်သွားခဲ့ပြီးလက်ကိုအသာချပြီးကျမ်းပြင်ပေါ်လဲနေတဲ့ဘောင်ကောစီရှောက်သွားလိုက်တယ်သူကကျွန်တော်ကိုမိစ္ဆာတကောင်လိုကြည့်ပြီးခန္ဓာကိုယ်တစ်ခုလုံးတရွက်ချောက်လိုတုံနေရှာတယ်အခုငါလူတွေကိုခေါ်ပြီးဝင်လို့ရပြီလားဘောင်ကောကခေါင်းကိုအသေးတန်ညှိပြပြီးလမ်းဖယ်ပေးရှာတဲ့သူ့ကိုဂယုမဆိုင်တော့ပဲအနောက်ကအံ့ဩနေစေဖြစ်တဲ့အမာယုတို့ကိုမျိုးရဲဝင်ကြမယ်လို့ပြောလိုက်တယ်အဲ့ဒီတော့မှကျွန်တော်လူတွေသတိဝင်လာပြီးကျွန်တော်ကိုကိုးကွယ်ယုံကြည်တဲ့မျက်လုံးတွေနဲ့ကြည့်ကြတော့တယ်သူတို့ခေါင်းဆောင်တန်မာမှန်းသိပေမဲ့တိုက်ကြီးတစ်ခုလုံးကိုပျောက်ကွယ်သွားအောင်လုပ်နိုင်တဲ့အထိစွမ်းလိမ့်မယ်လို့ထင်မထားဘူးလေဒီလိုခေါင်းဆောင်နောက်လိုက်ရရင်ကပ်ပေးခင်မှာရှင်းတန်ဖို့မခက်ခဲတော့ဘူးပေါ့ကျွန်တော်တို့စစ်ကြောင်းကြီးလမ်းဘေးအိမ်ယာစုထဲမောင်းဝင်လာတဲ့အချိန်မှာအားလုံးကကြောက်ရွံ့ရွံ့သေးစွာနဲ့ကြည့်နေကြပြီးဘယ်သူမှလမ်းမပိတ်ရဲကြဘူးရှင်လင်နဲ့ဓာတ်တော်အဖွဲ့ကလည်းအနောက်ကနေလုံခြုံရေးယူတယ်လို့မျိုးငြိမ်သက်စွာလိုက်ပါလာကြတယ်ဒီနေ့ကစပြီးလမ်းဘေးအိမ်ယာစုရဲ့အရှင်သခင်အစ်စ်ကကျွန်တော်ဖြစ်သွားခဲ့ပြီးနေရာချထားပြီးတာနဲ့ပထမဆုံးအလုပ်ကအကောင့်ဟောင်းတွေရှင်းဖို့ပါပဲဘောင်ကောနဲ့သူ့ရဲ့လူမိုက်တွေကိုဖမ်းဆီးပိတ်လောင်လိုက်တယ်သူတို့ကိုမတက်ခဲ့ပါဘူးသူတို့ရဲ့စွမ်းရည်တွေကိုပဲရုပ်သိမ်းလိုက်တာပါကြွအနော်ရဲ့ refresh စွမ်းရည်တိုးတက်လာပြီးတဲ့နောက်မှာတက်ရှိတွေကိုပါသုံးလို့ရလာခဲ့ပြီးလူတစ်ယောက်ရဲ့ခန္ဓာကိုယ်ကိုပြည့်စုံတဲ့ကျန်းမာရေးအခြေအနေရောက်အောင် refresh လုပ်နိုင်တယ်လို့သူတို့ရဲ့စွမ်းရည်အမှုတွေဖော်ခေါ်ကိုလည်းစွမ်းရည်မနိုးထခင်ကမူလအခြေအနေတိုင်းပြန်ဖြစ်သွားအောင် refresh လုပ်လို့ရတာကိုဘောင်ကောကမြေပြင်ကျက်စင်စွမ်းရည်ရှင်ဘဝကနေအားနေပြီးဝဝဆူဆူတာမန်လူတစ်ယောက်ဖြစ်သွားတဲ့အချိန်မှာလုံးဝစိတ်သက်သာသွားခဲ့ပြီးရှင်လင်နဲ့ဓာတ်တော်အဖွဲ့ကိုတော့စီယုံဖို့ဆုံးဖြတ်ခဲ့တယ်သူတို့ကတကယ်တိုက်ပွဲဝင်ကောင်းတွေဖြစ်ပြီးလူသားဆန်မှုလည်းကြံသေးလို့ကပ်ပေးခင်မှာရှားပါတဲ့လူကောင်းတွေလေရှင်လင်ရဲ့ရှိမှတင်တိုက်ပွဲကြောင့်တုံးနေတဲ့တန်တားကိုအသစ်ဆက်ဆက်ပြန်ဖြစ်အောင် refresh လုပ်ပြတယ်လို့တက်တန်းကုန်တော့မဲ့ပရိစီဝဆေးတက်တာကိုလည်းအသစ်ဆက်ဆက်ဆေးဝါးတွေဖြစ်သွားအောင် refresh လုပ်ပြခဲ့တယ်ရှင်လင်သားတွေကိုမြင်တော့မှသဘောပေါက်သွားခဲ့တယ်ကျွန်တော်စွမ်းရည်ကဟင်းလင်းပြင်လည်းမဟုတ်ပြုပြင်ခြင်းလည်းမဟုတ်ပဲတဘာဝနိယာမတရားတွေကိုပြောင်းလဲနိုင်တဲ့စွမ်းရည်မှန်သိသွားခဲ့တယ်။သူမအကြာကြီးတိတ်ဆိတ်သွားပြီးနောက်ဆုံးတော့ဥညွတ်ပြီးဓာတ်တော်အဖွဲ့ကဒီနေ့ကစပြီးအကိုကြီးရဲ့အမိန့်ကိုနာခံပါမယ်လို့တစ္ဆာခံခဲ့တယ်။ဓာတ်တော်အဖွဲ့ရဲ့ကူညီမှုကြောင့်လမ်းဘေးအိမ်ယာစုကိုအပြည့်အဝထိန်းချုပ်နိုင်ခဲ့ပြီးစီကံအသစ်တွေထုတ်ပြန်ခဲ့တယ်။စွမ်းရည်ရှိသည်ဖြစ်စေမရှိသည်ဖြစ်စေအလုပ်လုပ်ရင်အစားတောက်ရမယ်ကျွန်တော်ရဲ့မကုန်ခန်းနိုင်တဲ့ရိတ်ခါတွေကြောင့်လူတွေရဲ့စိတ်ကိုချက်ချင်းသိမ့်ပိုက်နိုင်ခဲ့တယ်တစ်ချိန်တည်းမှာပဲရက်ွက်ထဲကဒုစရိုက်သမားတွေကိုအပြည့်ရှင်းခဲ့တယ်ကျွန်တော်ရဲ့စီမံခန့်ခွဲမှုအောက်မှာလမ်းဘေးဟာစီကားပြီးတက်ဝင်လှုပ်ရှားလာခဲ့ပြီးအဖေနဲ့အမေကလည်းကျွန်တော်ကိုဂုဏ်ယူဝင်ကြွားတဲ့မျက်လုံးတွေနဲ့ကြည့်ကြတယ်သူတို့ကျွန်တော်စွမ်းရည်ကဘာလဲဆိုတာဘယ်တော့မှမမေးပါဘူးသူတို့သားကြီးကအရွယ်ရောက်လာပြီးလူတိုင်းအားကိုးရတဲ့လူတစ်ယောက်ဖြစ်လာပြီဆိုတာပဲသိကြတာအခြေစိုက်စခန်းအဆင်ပြေသွားတော့မှကျွန်တော်စွမ်းရည်ရဲ့အကန့်အသတ်ကဘယ်မှာလဲဆိုတာပို့ပြီးလက်နဲ့ဆိုင်စဉ်းစားမိလာတဲ့ခောက်ဆွဲချောက်တွေကိုလည်း refresh လုပ်ဖူးပြီးတိုက်ကြီးတွေကိုလည်းလုပ်ဖူးပြီးဒါဆိုရင်တက်ရှိလူသားတစ်ယောက်ကို refresh လုပ်လို့ရမလားတိုက်ပွဲမှာစွန်ပြီးကုတ်ချစ်ခံရပြီးကူးဆက်ခံနေရတဲ့ကင်းသမားတစ်ယောက်ကိုတွေ့ခဲ့တဲ့အားလုံးကတော့သူမလွတ်နိုင်တော့ဘူးလို့ထင်နေကြတာကျွန်တော်လူတွေကိုအပြင်လွတ်ပြီးတကားပိတ်ကလက်ကိုသူ့နှဖူးပေါ်တင်လိုက်တဲ့နူးညံ့တဲ့အလင်းရောင်ဖြူလေးကသူ့ခန္ဓာကိုယ်ကိုလွှမ်းခြုံသွားပြီးသူ့ရဲ့နာကျင်စွာအော်ဟစ်တန်တွေတဖြည်းဖြည်းငြိမ်သက်သွားခဲ့တဲ့ခန္ဓာကိုယ်ကဇွန်ဘီအသွင်ပြောင်းလဲမှုတွေလည်းပျောက်ကွယ်သွားခဲ့ပြီးသူ့ရဲ့တန်ရာတွေပျောက်ကွယ်သွားတာကိုမြင်လိုက်ရတဲ့အချိန်မှာကျွန်တော်ရင်ထဲလှိုင်းတပိုးတွေထမ်းသွားခဲ့တယ်။အောင်မြင်ပြီးသူ့ခန္ဓာကိုယ်ကို virus မကူးစက်ခင်ကမူလကျန်းမာတဲ့အခြေအနေတိုင်းပြန်ဖြစ်အောင် refresh လုပ်နိုင်ခဲ့တာပဲဒါဟာ zombie virus ကတည်တယ်မဟုတ်တော့ဘူးဆိုတဲ့သဘောပဲပေါ့ဒီတွေ့ရှိချက်ကတိုက်ကြီးကိုပျောက်ကွယ်အောင်လုပ်နိုင်တာထက်ပိုပြီးစိတ်လှုပ်ရှားဖို့ကောင်းပါတယ်။ zombie virus ကိုကုသနိုင်ရင်လူအများကြီးကိုကယ်တင်နိုင်ပြီးဒီကပ်ပေးကြီးကိုပါအဆုံးသတ်နိုင်လိမ့်မယ်ကြီးကျယ်တဲ့အစီအစဉ်တစ်ခုစိတ်ထဲမှာပုံဖော်လိုက်မိတယ်ဒါပေမဲ့အဲ့ဒီမတိုင်ခင်ကိုရေးကိုရာကိစ္စတစ်ခုအရင်ရှင်းရမယ်ရှင်းလင်းကိုခေါ်ပြီးအရှိပိုင်းရက်ကွက်ကစူပါမားကတ်ကြီးကိုတိမ့်ပိုက်ထားတဲ့အဆင့်မီးစွမ်းရည်ရှင်ချန်ရန်နဲ့ငါးရီစားဟောင်းလူလူရန်တို့ရှိတဲ့မိတောက်အခြေစိုက်စခန်းအကြောင်းစုံစမ်းခိုင်းလိုက်တဲ့ရှင်းလင်းကမြေပုံကိုညွှန်ပြပြီးသူတို့ကအရှိပိုင်းမှာအကြီးဆုံးအဖွဲ့ပဲခေါင်းဆောင်ကချန်ရန်ဖြစ်ပြီးအဆင့်အထွတ်ထိပ်မီးစွမ်းရည်ရှင်ပဲလို့ပြောပြတယ်မျက်လုံးတွေအေးဆက်သွားပြီးမနှက်ဖြန်အိမ်နီးနားချင်းစီတွားလေကြတာပေါ့လို့ပြောလိုက်တယ်
နောက်တနေ့မှာတော့ရှင်လင်းနဲ့ဓာတ်တော်အဖွဲ့ကိုပဲခေါ်ပြီးကျွန်တော်အဆင့်မြင့်တင်ထားတဲ့တန်ချက်ကကားကြီးနဲ့အရှိပိုင်းစူပါမားကတ်စီတိုက်ရိုက်မောင်းထွက်ခဲ့တယ်အဲ့ဒီနေရာကခိုင်ခန့်တဲ့ခံတိုင်းတွေလက်နက်ကင်ကင်းသမားတွေနဲ့ခန့်တက်ကြီးတစ်ခုလိုဖြစ်နေပြီးကျွန်တော်တို့ရောက်လာတာနဲ့သူတို့တင်းမာသွားကြတယ်နာမည်ပြောဆန်းရှင်လင်းကကားပြတင်းပေါက်ကနေလမ်းអော်တယ်လမ်းဘေးအခြေစိုက်စခန်းကလင်းဖန်မီတောက်အခြေစိုက်စခန်းရဲ့ခေါင်းဆောင်ချန်ရန်နဲ့တွေ့ချင်လို့တိုင်းပေါ်ကလူတွေကလင်းဖန်ဆိုတာမကြားဘူးပေမဲ့လမ်းဘေးအခြေစိုက်စခန်းကိုတော့ကြားဘူးလို့မကြားခင်မှာပဲစူပါမားကတ်တကားကြီးပွင့်လာပြီးအနီရောင်သားရေချကင်းဝတ်ထားတဲ့လူတစ်ယောက်ထွက်လာတယ်သူ့နောက်မှာတော့ဖားပြုံးပြုံးနေတဲ့လူလူရန်ပါလာခဲ့တယ်လပေါင်းများစွာကြာပြီးတဲ့နောက်လူလူရန်ကတော့အဆင်ပြေနေပုံရတယ်သူမှကျွန်တော်ကိုမြင်လိုက်ရတဲ့အချိန်မှာစွန့်သွားပြီးနောက်ချက်ချင်းပဲအထင်သေးဆက်ဆုပ်တဲ့မျက်နှာပေးနဲ့လင်းဖန်ပါလားအပြင်မှာမရှင်းတန်နိုင်လို့ငါတို့မိတောက်အခြေစိုက်စခန်းစီလာပြီးခိုးလုံလာတဲ့သူမကတော့ကျွန်တော်ကိုသူမရဲ့အကာအကွယ်လိုနေတဲ့တနာစရာကောင်းလေးလိုထင်နေတော့မယ်ချန်ရန်ကလည်းကျွန်တော်ကိုအထက်အောက်ကြည့်ပြီးရှင်လင်းနဲ့ဓာတ်တော်အဖွဲ့ကိုမြင်တော့မျက်လုံးထဲမှာတတိထားမိတဲ့အရေးရောင်ရှိပေမဲ့အထင်သေးတဲ့ပုံစံနဲ့ပဲလမ်းဘေးအခြေစိုက်စခန်းဟုတ်လားမကြားဘူးပါဘူးငါတို့ကအလကားလူတွေကိုလက်မခံဘူးအသက်ရှင်ကျန်ရစ်သူအချင်းချင်းမှုကားနဲ့ရိတ်ခါတွေကိုခြံထားခဲ့ပြီးအခုချက်ချင်းထွက်သွားကြလို့ချင်းချောက်တယ်သူကသူ့ရဲ့မီးစွမ်းရည်ကြောင့်ဘသူ့ကိုမှမကြောက်တာလေလူလူရန်ကလည်းသူ့အရှိန်ဝါကိုအားကိုးပြီးကြားတယ်မလားလင်းဖန်အရင်တန်ရောစင်တွေကြောင့်ပြောရအောင်မယ်ကိုအထင်မကြီးနဲ့မင်းရဲ့အခုပုံစံကချန်ရန်ရဲ့ဖက်နှက်တောင်တိုက်ပေးဖို့မတန်ဘူးလို့ထက်လောင်းလောင်ပြောင်းတယ်သူမရဲ့စုပ်ပြတ်တဲ့မျက်နှာကိုကြည့်ပြီးကျွန်တော်ရုတ်တရက်ရေလိုက်မိတယ်လူလူရန်နေငါချေရင်ကိုလွှင့်ပစ်ခဲ့တဲ့ခောက်ဆွဲခွက်အလုပ်ကိုမှတ်မိသေးလားလူလူရန်စွန့်သွားပြီးဘာလို့ဒီအကြောင်းထည့်ပြောရလဲဆိုတာစဉ်းစားမရဖြစ်ကဘာခောက်ဆွဲခွက်လဲငါမမှတ်မိဘူးထွက်သွားဆန်းလန်းပိတ်တယ်လို့អော်တဲ့အပြုံးကိုရုပ်သိမ်းလိုက်ပြီးမျက်လုံးတွေအေးဆက်သွားကနေမမှတ်မိရင်လဲငါမှတ်မိတယ်ဒီနေ့ငါနင့်ကိုအဲ့ဒီခောက်ဆွဲခွက်ပြန်ကျွေးဖို့လာတာလို့ပြောလိုက်တယ်လူလူရန်ကကဘာပေါ်မှာရေးစရာအကောင်းဆုံးစကားကိုကြားလိုက်ရတယ်လို့မျိုးကျွန်တော်ကိုလက်ညှိုးထိုးပြီးအကျယ်ကြီးရေတော့တယ်လင်းဖန်မင်းယူနေတာလားငါ့ကိုခောက်ဆွဲခွက်ကျွေးမယ်ဟုတ်လားမင်းမှာဘာအရေးချင်းရှိလို့လဲချန်ရန်ကလည်းလက်ပိုက်ပြီးလေလုံးထွားလာချီလာကောင်းလေးမင်းကိုတင်ကန်းစာမပေးရင်တေချင်းတရားဆိုတဲ့စာလုံးကိုဘလို့ရေးရမှန်းသိမှာမဟုတ်ဘူးလို့ပြောဆိုနဲ့လက်ဖွားထဲမှာပြင်းထန်တဲ့အပူရှိန်နဲ့မီးလုံးကြီးတစ်ခုကိုစူးစီးလိုက်တယ်။ဓာတ်တော်အဖွဲ့ဝင်တွေချက်ချင်းတိုက်ပွဲဝင်ပုံစံပြင်ပေမဲ့ရှင်လင်းနဲ့ကျွန်တော်ကတော့မလုံးမရှက်ရက်နေခဲ့တယ်။အဲ့ဒီမီးလုံးကိုကြည့်ပြီးခေါင်းခါကဒီလောက်ပဲလား။တနာစရာကောင်းလိုက်တာလို့ပြောရင်းလက်ကိုအသာမြောက်လိုက်တဲ့ချန်ရန်ရဲ့လက်ထဲကပြင်းထန်တဲ့မီးလုံးကြီးဟာလေပြင်းတိုက်ခံရတဲ့ဖျောင်းတိုင်မီးလိုမျိုးဖူးကနေအတန်နဲ့အတူလေတူးထဲမှာကွဲပြောက်သွားခဲ့တော့တယ်ချန်ရန်ရဲ့မျက်နှာကအပြုံးတွေချက်ချင်းခဲသွားပြီးသူ့ရဲ့ဗလာဖြစ်နေတဲ့လက်ဖွားကိုမယုံနိုင်စရာကောင်းလောက်အောင်စိုက်ကြည့်နေမိတယ်။ဘာဖြစ်တာလဲငါမီးတွေဘယ်ရောက်ကုန်တာလဲသူစွမ်းရည်ကိုထက်ဆင့်ခေါ်ဖို့အသေးအတန်စူးစမ်းပေမဲ့မီးဘွားတစ်စတောင်ထွက်မလာတော့ပါဘူးသူကုန်ယူရတဲ့အဆင့်မီးစွမ်းရည်ကပျောက်ကွယ်သွားခဲ့ပြီမင်းငါ့ကိုဘာလုပ်လိုက်တာလဲချန်ရန်ကကြောက်လန့်တကြားနဲ့ကျွန်တော်ကိုလက်ညှိုးထိုးပြီးအတန်တွေတုံနေရှာတယ်သူ့ကိုမဖြေပဲကြောက်လန့်ပြီးကြက်တေးတေးနေတဲ့လူလူရန်စီလှည့်ပြီးအခေါ်ငါမှာဘာအရေးချင်းရှိလဲဆိုတာမြင်ပြီးလားလို့မေးလိုက်တယ်လူလူရန်ရဲ့နှက်ခမ်းတွေတုံရင်နေပြီးမျက်နှာတစ်ခုလုံးတွေးမရှိသလိုဖြူလျော်သွားခဲ့ပြီးသူမှဘာဖြစ်သွားလဲဆိုတာမသိပေမဲ့ချန်ရန်ရဲ့အစွမ်းထက်တဲ့မီးစွမ်းရည်ကကျွန်တော်ရှိမှတဲ့အတန်တိတ်ပြည့်သွားတာကိုတွေးလိုက်ရလို့ကြောက်လန့်ပြီးစကားတော်မပြောနိုင်တော့ပါဘူးရှင်လင်ကသူမကိုအာလူအိတ်တအိတ်လိုမျိုးကျွန်တော်ရှိကိုဆွဲခေါ်လာပြီးဒူးထောက်ခိုင်းလိုက်တော့သူမကမျက်ရည်တွေနှက်တွေနဲ့ခွင့်လွှတ်ဖို့တောင်းပန်တော့တာပဲဒီတနာစရာကောင်းတဲ့ပုံစံကိုကြည့်ပြီးကျွန်တော်ရင်ထဲမှာဘာခံစားချက်မှမရှိပါဘူးအိတ်ထဲကနေငကိုကခြိုက်ဝင်နေတဲ့သူမလွှင့်ပစ်ခဲ့တဲ့အမဲသားခောက်ဆွဲခွက်အဟောင်းလေးကိုထုတ်လိုက်တယ်ဒါကိုကျွန်တော်အမြဲတင်ထားခဲ့တာလေးလက်ထဲကခွက်လွတ်လေးကို refresh လုပ်လိုက်တော့အသစ်ဆက်ဆက်ခောက်ဆွဲခွက်ဖြစ်လာပြီးထုတ်ပိုးမှုကိုဖောက်ကခောက်ဆွဲ6တုံးနဲ့အမွှေးကြိုင်ထုတ်တွေကိုတုံပစ်ပြီးစက်ကူခွက်လွတ်ကိုပဲလူလူရန်ရဲ့ရှေ့မှာချထားလိုက်တယ်စားလိုက်စမ်းလူလူရန်ကကျမ်းပြင်ပေါ်ကစက်ကူခွက်လွတ်ကိုကြည့်ပြီးအလောင်းကောင်လိုမျက်နှာဖြူလျော်သွားခဲ့တယ်ကျွန်တော်နောက်နေတာမဟုတ်မှန်းသိလို့လက်တွေတုံရင်စွာနဲ့စက်ကူခွက်ကိုကောက်ယူပြီးအားလုံးရဲ့ရှေ့မှာအတင်းကိုက်စားရတော့တယ်မျက်ရည်တွေနှက်တွေနဲ့ပေါ့ချန်ရန်ဒါကိုမြင်လိုက်ရတဲ့အချိန်မှာဘလောက်အနေရများတဲ့လူနဲ့တိုးမိလဲဆိုတာသိပြီးကြောက်လွန်းလို့ဒူးထောက်ချလိုက်ရှာတဲ့သူ့ကိုလှည့်မကြည့်ပဲလူလူရန်စက်ကူခွက်နဲ့ထုတ်ပိုးမှုစက်ကူတွေကိုအကုန်မျိုးချမိတဲ့အထိငြိမ်သက်စွာစောင့်ကြည့်နေခဲ့တယ်မိတော့အခြေဆိုင်စခန်းကိုတိမ့်ပိုက်ရတာထင်ထားတာထက်ပိုလွယ်ကူခဲ့တယ်ခေါင်းဆောင်ရဲ့စွမ်းရည်ပျောက်ကွယ်သွားပြီးကျွန်တော်ရဲ့ရက်ဆက်တဲ့နီလန်းတွေကိုမြင်တော့အားလုံးတိုက်ခိုက်ခြင်းမရှိပဲအညှိခံကြတော့တဲ့အခြေဆိုင်စခန်းတစ်ခုကိုပူးပေါင်းလိုက်ပြီးတဲ့နောက်လမ်းဘေးအခြေဆိုင်စခန်းဟာမြို့အရှိပိုင်းမှာအင်အားကြီးဆုံးအဖွဲ့အစည်းဖြစ်လာခဲ့ပြီးလူလူရန်ကိုရှင်းပြီးတဲ့နောက်ကျွန်တော်ရဲ့စွမ်းအင်အားလုံးကိုအခြေဆိုင်စခန်းတိုးတက်ဖို့နဲ့စွမ်းရည်တွေကိုတုတေသနာလုပ်ဖို့ပဲအာရုံစိုက်ခဲ့တယ်ကျွန်တော် zombie virus ကိုကုသနိုင်တယ်ဆိုတဲ့သတင်းလာပြန့်သွားရင်တစ်ကမ္ဘာလုံးတုံ့လောက်သွားမှာမို့ကိုကာကွယ်နိုင်တဲ့အင်အားမရှိမချင်းဒီလျှို့ဝှက်ချက်ကိုထိမ့်သိမ်းထားရမယ်မိဘတွေဦးစီးတဲ့လျှို့ဝှက်ဆေးဘက်ဆိုင်ရာတက်ခွဲခန်းတစ်ခုကိုတိစောက်ပြီးကဲတင်လို့ရနိုင်သေးတဲ့ကူးစက်ခံရသူတွေကိုတည်တံ့ကုသပေးခဲ့တယ်ကျွန်တော်ကြောင့်အသက်ချမ်းသာရတဲ့သူတိုင်းဟာကျွန်တော်ပေါ်အသက်ပေးရတဲ့အထိတစ္ဆာရှိတဲ့နောက်လိုက်တွေဖြစ်လာကြလို့ကျွန်တော်ရဲ့ဩဇာအာဏာကရေပွက်ပမာကြီးထွားလာခဲ့တယ်ဒီအတော်အတွင်းအခြားသက်ရှင်ကျန်ရစ်သူအဖွဲ့တွေနဲ့လည်းတွေ့ဆုံခဲ့တယ်မိတ်ဆွေဆိုရင်ရိတ်ခါနဲ့ကူညီပြီးရန်သူဆိုရင်တော့ညရာမှုမရှိပဲရှင်းလင်းခဲ့တဲ့လင်းဖန်ဆိုတဲ့နာမည်ကတဖြည်းဖြည်းနဲ့ဒဏ္ဍာရီတစ်ခုဖြစ်လာခဲ့ပြီးအချို့ကကျွန်တော်ကိုကဲတင်ချင်းရဲ့ရစ်ပူရောဟိတ်လို့ခေါ်ကြပြီးအချို့ကတော့ဖြက်စီချင်းရဲ့မိစ္ဆာလို့ခေါ်ကြတယ်ဒါပေမဲ့ဘလို့ပဲပြောကျွန်တော်ဟာဒီကပ်ပေးကဘာကြီးရဲ့အထွတ်ထိပ်မှာရက်တည်နေပြီဆိုတဲ့အချက်ကိုတော့ဘယ်သူမှမငြင်းနိုင်ပါဘူးကပ်ပေးခေငါနှစ်မြောက်လမ်းဘေးအခြေစိုက်စခန်းဟာလူဦးရေတသိန်းရှိတဲ့မဟာမျိုးပြကြီးဟုတ်ဆဲရီမျှော်လင့်ချက်မျိုးတော့အဖြစ်တိုးတက်လာခဲ့ပြီးကျွန်တော်တို့မှာပြည်စုံတဲ့ကာကွယ်ရေးစနစ်ကိုထူကိုထစိုက်ပျိုးရေးနဲ့လူမှုစနစ်တွေပြန်လည်ရှိနေပြီးဒီမှာလူတွေပြန်လည်ပြုံးပြောင်းနိုင်ကြပြီဖြစ်ပြီးဒီမျိုးရဲ့ဖန်ဆင်းရှင်နဲ့အုပ်ထိန်းသူဖြစ်တဲ့ကျွန်တော်ကတော့လူအများရှိမှခဲခဲရင်းရင်းပဲပေါ်ထွက်ခဲ့တဲ့အချိန်များစုကိုမြို့လေကအမြင့်ဆုံးမျှော်စင်ပေါ်မှာပဲကုံဆုံးစေပြီးကိုယ်တိုင်တိဆောက်ခဲ့တဲ့မြို့ကြီးကိုငုံကြည့်
နေခဲ့မိတယ်ကျွန်တော်စွမ်းရည်ကလည်းအရင်ကထက်ပုံမကြီးမားလာပြီးမျက်စိနဲ့မြင်ရသမျှနေရာအားလုံးကိုထိတွေ့စရာမလိုပဲ refresh လုပ်နိုင်လာခဲ့ပြီးမြေရိုင်းတွေကိုမြေဩဇာကောင်းတဲ့မြေဖြစ် refresh လုပ်နိုင်တယ်လို့ညစ်ပတ်တဲ့ရေတွေကိုလည်းတတ်ဆင်တဲ့ရေဖြစ်ပြောင်းလဲနိုင်လို့ကျွန်တော်စွမ်းရည်ကဖျားသခင်တစ်ပါးရဲ့အစွမ်းနီးပါးဖြစ်လာခဲ့ပြီးရှင်လင်ကအခုမျောလင်းချက်မျိုးတော်ရဲ့စစ်တေနာပတိချုပ်ဖြစ်နေပြီဖြစ်ပြီးကျွန်တော်အနောက်မှာရက်ကအခြေအနေတွေကိုအစီရင်ခံတဲ့အရှင်အနောက်ဘက်ကနေဇွန်ဘီစစ်တပ်ကြီးချီတက်လာနေပြီးအသိဉာဏ်ရှိတဲ့အဆင့်ဗီဇပြောင်းဇွန်ဘီတကောင်ဥဆောင်လာတာပါအဆင့်ဇွန်ဘီဆိုတာကပ်ဘေးခေတ်ရဲ့အဆုံးစွန်သောဘေးအန္တရာယ်ဖြစ်ပြီးတကောင်နဲ့တင်မြို့တစ်မြို့လုံးကိုဖျက်ဆီးနိုင်တဲ့အစွမ်းရှိတာလေထိုစကားကြောင့်ကျွန်တော်မျက်လုံးတွေကအဝေးကိုကြည့်လိုက်တဲ့အခါကောင်းကင်နဲ့နေမင်းကိုကွဲပိတ်ထားတဲ့ဇွန်ဘီတန်းပေါင်းများစွာရဲ့အနက်ရောင်လိုင်းကြီးကိုမြင်လိုက်ရတယ်အဲ့ဒီစစ်တပ်ရဲ့အလဲရိုးပလင်ပုံမှာတော့အဆင့်ဇွန်ဘီကြီးကအေဂရစ်တပါလို့ထိုင်နေတယ်အဲ့ဒါကကျွန်တော်ကြည့်နေတာကိုခန်းစားမိပုံရပြီးတွေးရောက်မျက်လုံးတွေနဲ့လှမ်းဆိုင်ကြည့်ကမိုင်ပေါင်းရာချီဝေးတဲ့နေရာကနေပြင်းထန်တဲ့စိတ်ဝိညာဉ်ဖိအားကြီးနဲ့လှမ်းတိုက်ခိုက်လိုက်တယ်ရှင်လင်းကြီးတွားပြီးမျက်နှာဖြူကျော်သွားပေမဲ့ကျွန်တော်လက်တစ်ချက်ဝေးရလိုက်တာနဲ့အဲ့ဒီဖိအားကမိကိုငွေလိုပျောက်ကွယ်သွားခဲ့တယ်ပြင်ဆင်ထားလိုက်တော့ရှင်လင်းအသက်ပြင်းပြင်းရှူပြီးမျက်လုံးတွေတင်းငိမ်စွာနဲ့မျောလင်းချက်မျိုးတော်ကအရှင်နဲ့အတူအဆုံးအထိတိုက်ပွဲဝင်ပါမယ်လို့ပြောတယ်ကျွန်တော်ပြုံးပြီးခေါင်းခါလိုက်တယ်ဟင်းငါတို့တေမှာမဟုတ်ဘူးဒီကဖေးကြီးအခုချက်ချင်းအဆုံးတက်ရမယ်ကျွန်တော်တယောက်တည်းမျောလင်းချက်မျိုးတော်ကနေထွက်လာပြီးမြို့တိုင်းပေါ်မှာရက်ကကောင်းကင်နဲ့မြေပြင်ကိုဝါမျိုးတော်မဲ့ဇွန်ဘီလိုင်းကြီးကိုရင်ဆိုင်လိုက်တဲ့မြို့တွေကလူကြီးတွေတသိန်းလုံးကဖန်သားပြင်ကြီးတွေကနေကျွန်တော်ကိုစိုက်ကြည့်နေကြတယ်စိုးရင်ကြောက်လန့်နေကြပေမဲ့ကျွန်တော်အပေါ်ယုံကြည်မှုတွေပြည့်ပါပဲအဆင့်ဇွန်ဘီရဲ့ဟိန်းဟောက်တန်ကလူတွေရဲ့ဝိညာဉ်ကိုတုံလုံးစေပြီးဇွန်ဘီစစ်တပ်ကိုအဆုံးစွန်တိုက်ခိုက်ဖို့အမိန့်ပေးလိုက်တယ်ကျွန်တော်လက်နှစ်ဖက်ကိုအတားအရာမြှောက်လိုက်တယ်တကဘာလုံးကိုပွေ့ဖက်တော့မလို့မျိုးပေါ့အားလုံးကကျွန်တော်ကဘာပြတ်မဲ့တိုက်ခိုက်မှုကြီးလုပ်တော့မယ်လို့ထင်နေကြပေမဲ့သူတို့မှသွားခဲ့ပါတယ်ကျွန်တော်မျက်နှာမှာလူတက်ငွေမရှိပဲဂယုဏအရေးရောင်ပဲရှိနေတာကိုကျွန်တော်စွမ်းရည်ကဖျက်ဆီးဖို့မဟုတ်ပဲပြန်လည်မွေးဖွား reverse ပို့အတွက်ပဲလေမျက်လုံးကိုပိတ်ပြီးခန္ဓာကိုယ်ထဲကစွမ်းရည်အားလုံးကိုအကုန်ဖွင့်ချလိုက်တယ်ဇွန်ဘီတကောင်လေးကိုမဟုတ်ဘူးဒေတာတစ်ခုလေးကိုမဟုတ်ပဲပျက်စီးပြီးတေဆုံးလူနီးပါးဖြစ်နေတဲ့ဒီကဘာကြီးတစ်ခုလုံးကိုပြစ်မှတ်ထားပြီး refresh လို့អော်လိုက်တဲ့အချိန်တွေအေးခဲသွားတယ်လို့မျိုးဖော်မပြနိုင်တဲ့နူးညံ့ပြီးအဆုံးမရှိတဲ့အလင်းရောင်ဖြူကြီးကကျွန်တော်ခန္ဓာကိုယ်ကနေပောက်ကွဲထွက်လာပြီးကဘာမြေနဲ့ပြန့်နှံ့သွားခဲ့တော့တဲ့အလင်းရောင်ထိတွေ့သမျှနေရာတိုင်းမှာတောင်းကျမ်းနေတဲ့ဇွန်ဘီတွေဟာခြေလမ်းတွေရက်တန့်သွားပြီးသူတို့ရဲ့ပုတ်ဆက်နေတဲ့အသားတွေပြန်လဲကောင်းမွန်လာကဝေဝါးနေတဲ့မျက်လုံးတွေလင်းပွင့်လာပြီးရက်စက်မှုတွေအစားလူသားဆန်တဲ့မျက်လုံးတွေပြန်ဖြစ်လာခဲ့တဲ့အလင်းရောင်ကကဘာမြေကိုဖျက်ဆီးသွားတဲ့အခါကွဲအပ်ချောက်တွေ့နေတဲ့မြေပြင်ကနေမျက်ခင်းစိမ်းတွေပေါက်လာပြီးမိကိုရောင်မြူကိုတွေကင်းစင်ကလာပေါင်းများစွာမမြင်ခဲ့ရတဲ့ပြာလွင်နဲ့ကောင်းကင်ကြီးပေါ်ထွက်လာခဲ့တဲ့အယိုးပလင်ပေါ်ကအဆင့်ဇွန်ဘီကြီးကတော့ထိတ်လန့်တုန်လှုပ်စွာနဲ့သူ့ခန္ဓာကိုယ်ပြတောင်းလဲသွားတာကိုကြည့်နေမိတယ်သူခုခံဖို့စူးစမ်းပေမဲ့ကဘာဦးရဲ့မူလစွမ်းရည်ကြီးကိုမတားဆီးနိုင်ပဲနောက်ဆုံးတော့လူသားတွင်ပြန်ပြောင်းသွားပြီးသူ့လက်တွေကိုငေးမောကြည့်နေရှာတော့တယ်ဘာကြီးတစ်ခုလုံးကို refresh လုပ်လိုက်တာမို့ virus ကူးစက်ခံရသူအားလုံးတာမန်လူပြန်ဖြစ်သွားပြီးပျက်စီးနေတဲ့ပတ်ဝန်းကျင်အားလုံးလည်းပြန်လည်တက်ဝင်လာခဲ့ပြီဒီ9နှစ်တာအိမ်မက်ဆိုးကြီးကတခါမှမရှိခဲ့ဘူးတဲ့ထင်အောင်ထင်မှတစ်ခုလိုပါပဲမျောလင်းချက်မျိုးတော်အတွင်းမှာတေချင်းတရက်လိုငြိမ်သက်သွားပြီးနောက်အားလုံးဖန်သားပြင်ကနေဒီအံ့ဖွယ်မြင်ကွင်းကြီးကိုငေးမောကြည့်နေကြတယ်အချိန်ဘယ်လောက်ကုန်သွားမှန်းမသိရပါဘူးပထမဆုံးလူကဝမ်းတာလုံးလို့ငိုချလိုက်ပြီးဒုတိယလူတတိယလူနောက်ဆုံးမှာတော့မိုးချင်းတန်လိုကျဲလောင်တဲ့အောင်ပွဲခံအောင်ဟစ်တန်ကြီးကမြို့တစ်မြို့လုံးကိုတုန်ခါသွားစေပြီးအသစ်ဆက်ဆက်ကဘာမြေကြီးအနှံ့ပဲ့တင်ထက်သွားခဲ့တော့တယ်သူတို့အားလုံးကျွန်တော်နာမည်ကိုကြွေးကြော်နေကြတာပေါ့ကျွန်တော်မျိုးတိုင်းပေါ်မှာရရင်တိုက်ခတ်လာတဲ့လေပြင်းကြီးကိုခန်းစားလိုက်မိတယ်လှည့်ကြည့်လိုက်တော့ရှင်လင်းမိဘတွေနဲ့မျောလင်းချက်တွေပြည့်နေနေတဲ့ဝမ်းတာပီတီမျက်နှာပေါင်းများစွာကိုမြင်လိုက်ရတယ်ကျွန်တော်ပြုံးလိုက်မိတယ်ကျွန်တော်ရှိကခောက်ဆွဲချောက်တွေအကန့်အသတ်မရှိ refresh လုပ်လို့ရတယ်လို့မျိုးကျွန်တော်ခြေပေါ်အောက်ကကဘာကြီးကိုလည်းအကန့်အသတ်မရှိပြန်လည်စမ်းသစ်နိုင်ခဲ့ပြီလေ